တရားချစ်ခင်ကြတဲ့သူတော်စင်ပိဋကပေါင်းတို့ခဏဟာဖြစ်ဆရာတို့မြန်မာတက္ကရာမှာဆိုရင်တော့အရေးပါတဲ့နေ့ဒူးနေ့မြတ်တန်တိလို့ပြောရမှာဖြစ်ပါတယ်1364ခုကနေပြီးတော့1365ခုကိုကူးပြောင်းမဲ့အတာကူးတဲ့ကာလခဏသင်္ကြန်ကြတဲ့နေ့ဖြစ်ပါတယ်အဲ့ဒါလို့သင်္ကြန်ကြပြီဆိုတော့ကတစ်နှစ်တော့ပြောင်းသွားပြန်ပြီဆိုတော့ဆရာတို့တွေအဲ့ဒီသင်္ကြန်ခါကာလမှာပျော်ပါဖို့ချက်ကိုတန်ဝေကယူကြဖို့သိကောင်းပါတယ်လေဒီဆရာတော်ကအမိတ်ရှိပါတယ်တစ်နှစ်တစ်ခါငရဲရှာလူရွာဖျားပွဲတဲ့နော်အဲ့ဒီဖျားပွဲဒီရွှေကုံဖျားပွဲဘယ်ဖျားပွဲညာဖျားပွဲလုပ်တဲ့ဟာကအဲ့ဒါကုသိုလ်မရှာဘဲနဲ့ငရဲရှာနေကြတာတဲ့အခုလိုတစ်နှစ်ပြောင်းသွားတယ်ဆိုတာငါတို့တွေတစ်နှစ်အိုမင်းရစ်ရော်သွားပြန်ပြီပါလားလို့ဒါတန်ဝေကယူကြဖို့ကောင်းပါအမှန်ဖြစ်ဆရာတို့ကတစ်နှစ်မှတစ်ခါအိုမင်းရစ်ရော်တာမဟုတ်ပါဘူးနေ့စဉ်မနေ့တိုင်းစက္ကတိုင်းမဲ့လေဆရာတို့ကအိုမင်းရစ်ရော်နေကြတာပါတဏီကွယ်ตีနေတို့တခါကူးသင်သေးဘူးရဲ့လို့မထင်လိုက်ပါနဲ့နေကွယ်တာအကျိန်များလျင်လျตีနေရွာတစ်ကြိမ်သွားရမယ်တားမရဘူးတဲ့ဗျာနော်အဲ့တော့ဆရာတို့ကအခုလိုအမတန်မွန်မြတ်တဲ့အတာကူးတဲ့ကာလမှာဟောဗုဒ္ဓသာသနာရိပ်သာလာရောက်ပြီးတော့နော်သီလစောင့်ထိန်တယ်ဒါနတွေလှူဒန်းကြတယ်ဘာဝနာတွေရှုပွားနေကြတယ်ဆိုတာအမတန်ကုသိုလ်ကောင်းကြတာပါနော်ဆရာတို့တွေဒါဖုံးရှင်ကံရှင်တွေလို့ပဲတလို့ယူဆရမှာဖြစ်ပါအဲ့တော့ခဏတော့ဆရာကတမာတိသိက္ခာကိုပဲဆက်ပြီးတော့ဟောပေးပါမယ်အဲ့တော့တမာတိတီထောင်တဲ့ဥတီချက်ကနော်ဒါတမာတိဆိုတဲ့အဆင့်မီတဲ့တမာတိကိုရရှိဖို့ပဲဖြစ်တယ်။တနည်းအားဖြင့်စိတ်ကိုနော်ရိုင်းဆိုင်နေတဲ့အခြေကနေပြီးတော့ယဉ်ကျေးသိမ်မွေ့အောင်ဒါဆုံးမပဲ့တင်ခြင်းလည်းဖြစ်ပါတယ်။အဲဒီတမာတိရောက်သွားဖို့အတွက်ကတော့ဆရာတို့စိတ်မှာနိုးကြားထကြွနေတဲ့နိဝရဏလို့အမည်ရတဲ့အဲဒီကိလေသာတွေကိုပယ်သတ်ပေးရမှာဖြစ်ပါတယ်။အဲတော့ဆရာတို့တွေကအဲ့ဒီတမာတိထူထောင်ဖို့ဆိုပြီးတော့ကအာနာပါနတတိဆရာတို့ရှုပွားနေကြပါလေဒါလို့တမာတိထူထောင်ဖို့ရှုပွားနေကြတဲ့ဒီလည်းပဲအမထံအကျိုးကျေးဇူးကြီးတယ်ဆိုတာသိရှိထားဖို့ကောင်းပါလေမြတ်စွာဘုရားကအမတန်နှိမ်နှင်းဖို့ခဲရင်တဲ့အမတန်လျင်မြန်တဲ့အလိုရှိတဲ့အာယုံမှာကြာရောက်တတ်တဲ့အဲ့ဒီရိုင်းဆိုင်တဲ့စိတ်ကိုတဲ့ယဉ်ကျေးသိမ်မွေ့အောင်ဆုံးမထိုက်တယ်တဲ့ယဉ်ကျေးသိမ်မွေ့အောင်ဆုံးမပြီးတဲ့အဲ့ဒီစိတ်ဟာလူနတ်နိဗ္ဗာန်သုံးတန်သောချမ်းသာကိုပေးဆောင်မှာဖြစ်ပါတယ်တခါသီလမရှိတမာတိမရှိဘာဝနာမရှိပွားပဲနဲ့အသက်တရားအသက်ရှည်ရပါတော့လည်းပဲသီလမှာယက်တည်ပြီးတော့သမထဝိပဿနာတရက်မျှရှုပွားရခြင်းကပို့ပြီးတော့တန်ဖိုးကြီးတယ်တဲ့ဖရာတလူဟောထားတာဒါဆရာတို့ကအင်မတန်ဝန္တာဆရာကောင်းတာပါဒါတော့အာနာပါနတတိမှာနော်ဆရာတို့ကပထမအဆင့်အနေနဲ့တတိမြဲရာပထမဆိုပြီးတော့ဝင်လေထွက်လေမှာတတိမြဲအောင်ရှုမှတ်ကြပါတယ်လေတိုးထိတဲ့နော်ဒီနေရာလေးမှာစိတ်ကိုကားပြီးတော့ရှူသွင်းတဲ့အခါဒီဝင်လေတိုးပြီးတော့ဝင်သွားတာရှူထုတ်တဲ့အခါမှာလည်းတိုးပြီးတော့ထွက်သွားတာနော်ဒါလေးကိုသိအောင်ဆရာတို့ရှုမှတ်နေခြင်းပဲဖြစ်ပါတယ်အဲဒါလို့ရှုမှတ်တဲ့အခါမှာနိဝရဏတရားတွေကတော့စိတ်မတည်ငြိမ်အောင်တို့ကတော့အနောက်ရှက်ပြုကြပါတယ်ဆရာတို့ကတော့ဘူ၅ပါးအိန္ဒြေ၅ပါးဆိုတဲ့တဒါဝိရိယတတိတမာတိပညာဒါတွေကိုကနော်ကင်တွယ်ပြီးတော့အဲဒီရန်သူတွေကိုကြန့်ခံပြီးတော့ဒါတိုက်ခိုက်သွားမှာဖြစ်ပါအဲ့တော့ဆရာတို့အဲ့ဒါလိုရှုပွားတဲ့နေရာမှာနော်တရားကဥဆောင်ဥရွက်လုပ်ပြီးတော့ကအဲ့ဒီဝိရိယတမဝါယမဆိုတဲ့ကောင်းစွာအထုံမှုဝိရိယကကိုယ့်ရဲ့ဒီဘာဝနာရှုတဲ့စိတ်
နော်ဒီစိတ်စိတသိက်တွေကိုဘာဝနာအာယုံဆိုတဲ့အဲ့ဒီဝင်လေထွက်လေစီကိုဒါရောက်အောင်တကားတဲ့နော်ထက်ကသူကပို့ပေးရမှာအဲ့ဒါလို့ပို့ပေးနိုင်အောင်ကိုကလှုပ်လာစိုက်ပြီးတော့ရှုနေရမှာပါအဲ့ဒါလို့ရှုနေခြင်းဒီပင်ကြိုးစားအထုတ်နေခြင်းဒီပင်အကုသိုလ်တရားတွေမှာဖြစ်ပွားပဲနဲ့ကုသိုလ်တရားတွေဒါဖြစ်ပွားအောင်တိုးပွားအောင်ဆောင်ရွက်နေခြင်းပဲဖြစ်တယ်တခါတတိနော်တမ္မာတတိအမိရတဲ့အဲ့ဒီတတိစေတသိက်ကတော့သူကအဲ့ဒီဘာဝနာအာယုံမှာနော်စိတ်ကိုကတ်ထားပြီးတော့ဒီအာယုံကိုသိနေအောင်အမှတ်ရနေအောင်အမြဲသိနေအောင်သူကလှုပ်ဆောင်ပေးတဲ့တရားပါပဲအမှန်ဖြစ်ဆရာတို့တမာတိထူထောင်တဲ့ဆိုတဲ့ကိစ္စဟာစိတ်ကိုနော်ဒါဆရာတို့ကတခါတည်းတက်မှတ်အောင်ပဲ့ထိမ့်ပေးသွားတဲ့သဘောပဲအဲ့ဒီစိတ်ကိုပဲ့ထိမ့်ပေးသွားတဲ့နေရာမှာအဲ့ဒီတတိကတော့စိတ်ထိန်ကရိယာပဲတဲ့ဗျနော်ရောဆရာတော်တိပိဋကဆရာတော်ကတော့သူကအဲ့ဒီတတိကစိတ်ထိန်ကရိယာပဲတဲ့အဲ့တော့ဒီတတိကကုသိုလ်အာယုန်ဒီမှာအမှတ်ရနေခြင်းကိုတတိပြောတာပါနော်ကိုယ့်ရဲ့ချစ်သူတွေကိုသွားပြီးတော့အောင်းမိအမှတ်ရတာအဲ့ဒါတတိမခေါ်ဘူးဗျနော်အဲ့ဒါလောဘနဲ့ကိုယ်ကတတ်မဲ့တဲ့သဘောကိုပြောတာပါဒါကြောင့်ဆရာတို့ကနော်အဲ့ဒီဝင်လေထွက်လေအာယုန်ကိုတစ်ချိန်လုံးသိနေအောင်နော်အဲ့ဒါလို့လှုပ်ပေးဖို့ကတတိကိုပဲဆရာတို့ကအားကိုးရတာပါအဲ့ဒါလို့တစ်ချိန်လုံးသိနေဖို့ပဲဆရာတို့ကြိုးစားရမှာဖြစ်ပါတယ်နော်အဲ့ဒါလို့တစ်ချိန်လုံးသိအောင်လုပ်နေတဲ့အချိန်မှာပဲတမာတိဆိုတဲ့ဧကဂတစေတသိက်ကလည်းပဲစိတ်စေတသိက်တွေမပြလွေစေပဲနဲ့စုစည်းထားပြီးတော့အဲ့ဒီအာယုံမှာပဲတည်အောင်သူကလုပ်ပေးတာပါနော်အဲ့ဒီအခါမှာဆရာတို့ပညာကသူကရှေ့ဆောင်ပြီးတော့နော်ဒီလိုရှုပွားနေတဲ့ဟာလေးကိုဒီအာယုံကိုတိသွားအောင်ကားတဲ့ပြတိအောင်သူကလှုပ်ဆောင်ပေးသွားပါတယ်ဆရာတို့အဲ့ဒါလို့ကြိုးစားအထုတ်နေတဲ့အခါမှာဟောသီလမဲ့ခင်ဆိုတဲ့အဲ့ဒီသီလမဲ့ခင်၃ပါးပေါ်မှာဆရာတို့ကရပ်တည်ပြီးတော့နော်သီလ၃ပါးသီလမဲ့ခင်၃ပါးကတော့သူတို့ကတော့အခြေခံဥပ္မြစ်ပဲအဲ့တော့သူတို့အပေါ်မှာရပ်တည်ပြီးတော့ခွန်ကဆရာတို့တမာတိမဲ့ခင်၃ပါးပေါ့ဗျာတမာဝါယာမတမာတတိတမာတမာတိဒီမဲ့ခင်၃ပါးနဲ့အဲ့ဒါဆရာတို့ပညာမဲ့ခင်၂ပါးအဲ့ဒါတမာသင်္ကပ္ပဆိုတာအဲ့ဒီအာယုံပေါ်ရောက်အောင်စိတ်ကိုတင်ပေးနေတဲ့ဝိတက်ကိုပြောတာပါပဲပြီးတော့ကွန်ကပညာအဲ့ဒီနော်ဒီလောကီမဲ့ခင်၅ပါးနဲ့ဆရာတို့ကကြိုးစားအားထုတ်နေတယ်တဲ့ဒါပဲဆရာတို့လုပ်ဖို့လိုတယ်ဒါလို့လုပ်နေရင်ဟောစိတ်ကနော်တည်ငြိမ်အောင်သူ့ဟာသူလှုပ်သွားပါလိမ့်မယ်အဲ့ဒီနေရာမှာဆရာတို့ကိုအထောက်ပအကူအညီပေးမှာကတော့မနေ့ကဆရာတို့ပြောသွားတဲ့ဇန်အင်္ဂါ၅ပါးပဲဖြစ်ပါတယ်ဇန်အင်္ဂါဆိုတော့ဇန်ရဲ့အစိတ်ပိုင်းကိုပြောတာပါအဲ့တော့ဇန်ဆိုတာပါလေလို့မေးရင်မဟာစီဆရာတော်ဘုရားကစူးစိုက်သမှုကပ်၍ရှုဇန်ဟုခေါ်တတာတဲ့လို့သူကပေးတယ်ဒေဒီဆရာတော်ဘုရားကစိုက်စူးအထူးမြဲမြံရှုအားသံဇန်ဟုခေါ်တတာလို့တလို့ပေးတယ်အဲ့တော့တနည်းအားဖြင့်ပြောရင်နော်အဲ့ဒီဇန်ဆိုတဲ့ဟာကအဲ့ဒီဘာဝနာအာယုံဆရာတို့ရှုနေတဲ့ဘာဝနာအာယုံမှာစိတ်တွေစုစည်းပြီးတော့တည်ငြိမ်အောင်အကြာကြီးနော်တည်ငြိမ်အောင်ထားပေးနိုင်တဲ့စွမ်းရည်ကိုပဲဒါဇန်လို့ခေါ်လိုက်တာပဲအဲ့တော့ဇန်ရယုံနဲ့ကဆရာတို့ကနော်ကောင်းကင်ပြန်နိုင်တာမျိုးအဘိညာဉ်တကူတော့မရသေးပါဘူးဒါပေမဲ့အဲ့ဒီဇန်ရသွားတဲ့အချိန်မှာနိဝရဏတရားတွေအကုန်ငြိမ့်ပြီနော်ဒါကြောင့်ဆရာတို့ကဇန်ရောက်ခြင်းတွေတမသိလိုခြင်းတွေဆိုနိဝရဏငြိမ့်အောင်လုပ်ရမယ်နိဝရဏငြိမ့်ရင်လည်းပဲအဲ့ဒါဆရာတို့နော်တမတိရောက်ပြီအဲ့ဒီအချိန်မှာစိတ်ကကိလေသာကနေစင်ကြယ်တဲ့အတွက်ဒါစိတ်တဝိသုဒ္ဓိစိတ်ရဲ့အထူးစင်ကြယ်တဲ့အစီလို့တလို့သတ်မှတ်ပါတယ်အဲ့တော့အဲ့ဒီအစီရအောင်ဆရာတို့ကြိုးစားနေတာပါခုနော်ဆရာတို့ကဒီအာနာပါဒနဲ့ရှုပွားနေတဲ့ဟာကအဲ့တော့ဆရာတို့ကအဲ့ဒါလို့စိတ်တည်ငြိမ်အောင်တာကိုကြိုးစားပါအဲ့ဒါလို့ကြိုးစားတဲ့နေရာမှာအသွေးအသားတွေခြောက်ခမ်းသွားပါစေတဲ့ဗျအယိုးပေါ်အရေးတင်ယူမျှတာကြံပါစေတဲ့အသက်သေးခြင်းလည်းသေးပါစေမအောင်မြင်သမျှငါမရပ်ဘူးဆိုတဲ့စတုရင်ကဝီရိယလို့ခေါ်တယ်တဲ့ဗျာဒါနော်ဒါမြတ်စွာဘုရားတို့ဒါသူတော်ကောင်းတို့ရဲ့တကယ်ဝိရိယနော်ဒါအဋ္ဌံမျိုးနဲ့ဆရာတို့ရှုပွားနိုင်ရင်တော့မအောင်မြင်မဲမနေပါအောင်မြင်မှာပါနော်ကဲအဲ့ဒီတော့ဆရာတို့အဲ့ဒါလို့ကြိုးစားနေတဲ့အခါနော်ကုသိုလ်စိတ်တွေဖြစ်တယ်ကိုကဖောက်ဆရာတော်လည်းအမိရှိသွားပါတယ်ဒီဝင်လေထွက်လေကိုသိအောင်ကိုကဒါအာယုံပြုပြီးတော့ရှုနေကုသိုလ်စိတ်ကြီးပဲဖြစ်နေတာပါပဲ
ဒီကုသိုလ်စိတ်ဖြစ်ရင်အဲ့ဒီဇန်အင်္ဂါတွေကစေတသိက်အနေနဲ့သူကရှင်းရှင်းလာပဲအတူတူဖြစ်တာပဲအဲ့ဒီနဲ့ကဝိတက်ကစိတ်စေတသိက်ဒီအာယုံပေါ်ရောက်အောင်သူကတင်းတင်ပေးတယ်ဝိစာရကဒီအာယုံကိုသုံးတတ်တယ်အဲ့တော့ဝိတက်ကအာယုံတင်ပေးခြင်းဖြင့်ထိနာမိတာនិဝရဏသူကနှိမ့်နေဖြစ်အောင်သူကတားမြစ်ပေးဝိစာရကဝိသိကိစ္စယုံမှားတန်တရားမဖြစ်အောင်သူကတကားတဲ့တားမြစ်ပေးဟောနော်စိတ်ကနည်းနည်းငြိမ်လာရင်ပီတိကအားကောင်းလာပြီပီတိကအာယုံကိုနှစ်သက်ဝမ်းမြောက်တဲ့သဘောပါအဲ့တော့နှစ်သက်ဝမ်းမြောက်တော့အဲ့တော့ဝမ်းမြောက်တဲ့စိတ်ဖြစ်နေတဲ့အခါမှာဆရာတို့မှာအဲ့ဒီမှာဒေါသမဖြစ်တော့ဒါကြောင့် तू ကဗျာပါဒនិဝရဏ तू ကပယ်ပေးတယ်ပြီးရင်အဲ့ဒီပီတိဖြစ်လာပြီဆိုရင်လည်းပဲပတ္တတိငြိမ်းအေးခြင်းဆိုတာဖြစ်တယ်အဲ့ဒီငြိမ်းအေးခြင်းဆိုတာလည်းစေတသိက်တစ်ခုပဲနော်ဒီစိတ်ရောစေတသိက်တွေရောငြိမ်းအေးသွားတဲ့အခါကိုယ်ကာယပါတခါတည်းငြိမ်းအေးတာပေါ့ဗျာအဲ့ဒါလို့ငြိမ်းအေးပြီဆိုရင်လည်းဒုက္ခဆိုတာဖြစ်တာပဲတဲ့ဒါကြောင့်အဲ့ဒီဒုက္ခဇံအင်္ဂါကလည်းပဲသူကဒီချမ်းသာတဲ့ခံစားမှုကိုလည်းဒုက္ခလို့ခေါ်တယ်အဲ့ဒီချမ်းသာတဲ့ခံစားမှုကိုခံစားတာလည်းပဲဒုက္ခကပဲခံစားတာပါအဲ့တော့ဒီချမ်းသာတဲ့ခံစားမှုရနေတယ်ဆိုရင်ဒါဆရာတို့ကကိုချမ်းသာတဲ့နေရာမှာကြာကြာနေမနေချင်ဘူးလားဗျာနော်ကိုနှစ်သက်တဲ့နေရာဒါပီတိပေါ့ကိုပျော်ပိုက်တဲ့နေရာကိုချမ်းသာတဲ့နေရာကြာကြာနေချင်တယ်လို့ပဲဒီပီတိဒုက္ခတွေကအဲ့ဒီစိတ်စေတသိက်တွေဒီအာယုံမှာကြာကြာနေအောင်တော့ဝိုင်းပြီးတော့ကုညီဆောင်ရွက်ပေးတာပဲနော်အဲ့ဒါလို့ဒီဝိတ္တဝိစာရပီတိဒုက္ခဒီအာယုံပေါ်စိတ်တွေရောက်အောင်စိတ်တွေတည်တတ်အောင်ခါကြာကြာတည်အောင်လုပ်ပေးလိုက်တဲ့အခါဟောဧကဂတအမိရတဲ့အဲ့ဒီတမာတိနော်ဒါစေတသိက်ကစိတ်စေတသိက်တွေစုစည်းပြီးတော့ဒီအာယုံမှာသူကထိမ့်ပေးနိုင်လာတယ်ဒါကြောင့်အစပိုင်းသာဆရာတို့စိတ်ကမတည်ငြိမ်ဘူးဟိုပြေးဒီပြေးအဲ့တော့ဆရာတို့စိတ်ရှိရှိနဲ့ပဲထွက်သွားရင်ဒါပြန်ခေါ်ပဲစိတ်သွားမစိုးနဲ့နော်ကွာဟာဒီစိတ်ကတေထွက်ပါလားငါမထိန်နိုင်ဘူးဆိုတော့စိတ်ဆိုရင်အဲ့ဒါဗျာပါဒនិဝရဏပေါ်တော့မှာပဲနော်အဲ့တော့သွားပြီးတော့စိတ်မစိုးနဲ့ဒါသူ့တဘာဝပဲထွက်ပါစေထွက်ရင်ဆိုတော့ကိုကပြန်ခေါ်နော်ပြန်ခေါ်တာဒါကိုကဆုံးမပြီးနေတဲ့သဘောပါပဲတိုးကြက်မှဆရာတို့ဖမ်းလာမယ်ဆိုရင်နော်ကို့နားမှာထားလိုက်လွတ်လိုက်တယ်နဲ့ဒီကြွက်မှတွေဘာဖြစ်မလဲတိုးတဲ့ပြန်ပြေးမှာပဲတိုးမှနေကြကိုရလူကြားမှသူမနေချင်ဘူးဟာဆရာတို့ကပြန်ဖမ်းလူကြားမှပဲထားဟောချီထားအစာလေးကျွေးထားလူကြားမှနေပါများတဲ့ခါကျတော့ရင်ပါသွားတယ်မသွားတော့နော်တိုးတယ်မသွားတော့ဒီမှာပဲနေတော့ဒီသဘောပါပဲဒီစိတ်ကပြေးပါစေဆရာတို့ကပြန်ပြီးတော့ခေါ်တော့ဒီအာယုံမှာပဲနေဒီချိန်မှာနော်ဒီပီတိဒုက္ခကအာကြီးလာမှာကြီးလာတာနဲ့ညီစိတ်ကပိုးငြိမ့်လာမှာအဲ့ဒီပီတိဒုက္ခအာကောင်းလာပြီဆိုရင်တော့ဒါနော်မနေ့ကဆရာတို့ပြောတယ်လို့ပေါ့ဗျာအဲ့တော့တရားရှုရတာတခါတည်းလှိုင်းစီးနေရတယ်လို့နော်ဖောင်စီးနေရတယ်လို့တခါတည်းကိုကနေပြီးတော့ပို့ပြီးတော့လွိနေတယ်လို့ဟာကောင်းကင်ထိတခါတည်းကိုကပြန်တက်ပြီးတော့နော်တခါတည်းအသိစိတ်ကလေးနဲ့ပဲနေနေတဲ့တယ်လို့အဲ့ဒါလို့ခံစားမှုတွေကတော့ကိုကရလာမှာကိုဒီလိုချမ်းသာလာတဲ့အခါကျရင်နားတယ်ကျင်တယ်ကြိုက်တယ်ခဲတယ်မရှိဘူးဗျနော်ဆရာတို့ရဲ့အခုအာနာပါနတတိဒီမှာရှုခိုင်းတဲ့ဟာကဝေဒနာဒီပြင်းထန်တဲ့နာကျင်ကြိုက်ခဲတဲ့ဝေဒနာတွေကိုဒါတွေကိုတဲတဲမဲမဲနိုင်နေအောင်ဆရာတို့နှစ်ပန်းလုံးဖို့မလိုဘူးနော်မလိုဘူးအဲ့တော့ဆရာတို့ကဒီနာကျင်ကြိုက်ခဲတဲ့ကိုအာယုံမယူစေဘူးဝင်လေထွက်လေမှာပဲတစ်ချိန်လုံးအာယုံစုစိုက်ခိုင်းပါတယ်အာယုံတစ်ခုတည်းမှာစိတ်တည်ငြိမ်မှလည်းတမာတိရှိတယ်လို့သိပါနော်စိတ်ကဟိုအာယုံဒီအာယုံရောက်တယ်ဆိုရင်ပြလွေတယ်ခေါ်တာပဲဒါကြောင့်နာကျင်တဲ့စီကသိသွားရင်ဟာနာလိုက်တာလို့သိအောင်ငါစိတ်ဒီနာတဲ့စီပြလွေသွားပါလားကိုကသိလိုက်ပြီးနော်အဲ့တော့ဒီနာတာကိုဂုမဆိုင်နဲ့ကဲမင်းနော်ဝင်လေထွက်လေမှာပဲနေသူ့ပြန်ခေါ်အဲ့ဒီမှာပဲစူးစိုက်နော်အဲ့ဒီမှာတကားတဲ့စူးစိုက်နိုင်အောင်လို့ဒါဂုမဆိုင်နဲ့အဲ့တော့ဒီနာကျင်ကြိုက်ခဲတာမခံနိုင်အောင်နာကျင်လာရင်လည်းပြင်ခွင့်ရှိပါတယ်ပြင်နိုင်ပါတယ်နော်ဒါကြောင့်ဘာမှစိုးရင်ကြမရှိဘူးချမ်းသာတာကိုကအဲ့ဒါအထုတ်သွားပါကဲအဲ့ဒါလို့နော်ဆရာတို့ကဒီဇန်အင်္ဂါတွေအားကောင်းလာသည်နှင့်အမျှနိဝရဏတွေကတဖြည်းဖြည်းငြိမ်ဝတ်သွားလိမ့်မယ်ငြိမ်ဝတ်သွားတာနဲ့မျှစိတ်ကလည်းငြိမ်သက်လာပြီငြိမ်သက်လာတော့ပီတိဒုက္ခရတော့ချမ်းသာလာပြီပေါ့ဗျာနော်ချမ်းသာလာပြီဆိုတဲ့အခါကျရင်ဆရာတို့ဘာတွေ့ရလဲဆိုတာအလင်းရောင်ထွက်လိမ့်မယ်ဗျာနော်စိတ်ကနာယီတိစိတ်ကအဲ့ဒီဘာဝနာအယုံမှာတည်နိုင်အောင်ဟောက်ဆရာတော်ကရှုခိုင်းပါတယ်ဒီပထမအစစ်အဲ့တော့စိတ်ကသိမ့်မငြိမ်ဘူးဆိုရင်ရေထွက်တဲ့ဤသုံးပါသိကောင်းပါတယ်ရေထွက်တဲ့ဤ
ရှားတို့စရှုလိုက်ရင်ရည်တွက်တဲ့နည်းကစိတ်ကိုပူထိတ်နိုင်တယ်နော်ကွာဝင်လေဒါဝင်လေထွက်လေတစ်ဝင်လေထွက်လေနှစ်ဝင်လေထွက်လေကိုလိုက်ဆိုနေဖို့မလိုဘူးနော်ကွာတိအောင်ကွာရှုလိုက်ပြီးရင်လားတစ်နှစ်သုံးရှစ်ထိကွာရည်သွားအဲ့တော့ဝင်လေထွက်လေတစ်ဆိုတော့ကွာလုံနေတဲ့ခါကျတော့ဒီအာယုံထဲမှာပဲစိတ်ကတီလာတာကိုအဲ့တော့ချီနှောင်ပြီးတဲ့သဘောဖြစ်သွားတော့စိတ်ကပူတိငိမ့်တယ်အဲ့တော့အဲ့ဒါလိုရည်တွက်ပြီးတော့ရှုတာသဘောကျတယ်ဆိုရင်ရှုသွားပါနော်နိုင်ဝက်လောက်ထိငိမ့်ပြီးတော့နေနိုင်တဲ့အထိကိုရှုအဲ့ဒါလိုငိမ့်လာတဲ့အခါကျရင်ဟာရည်တွက်တဲ့နည်းငါမယူတော့ဘူးအဲ့ဒီဝင်လေထွက်လေကိုပဲသိအောင်ငါရှုမှတ်နိုင်မယ်ဆိုရင်လုပ်ပါရတယ်လိုအပ်တာကဝင်လေထွက်လေမှာစိတ်တည်ငြိမ်နေဖို့ပဲလိုပါတယ်နော်အဲ့ဒီပထမအဆင့်မှာကနိုင်ဝက်တနာရီထိစိတ်ငြိမ်အောင်ဒါရှုပါလို့ဆရာတော်ကအမိန့်ရှိတယ်အဲ့တော့ဆရာတို့တရက်ထဲနဲ့ဒါတချို့ကရောက်မှာပါပဲနော်တချို့ကြတော့2ရက်လောက်ရှုလို့ရှုနေရမှာအဲ့ဒီ2ရက်လောက်ရှုလိုက်မှလားစိတ်ကသိမ့်မငြိမ်သေးတော့လည်းပဲဒုတိယအဆင့်တက်လို့ရတယ်တဲ့ဆရာတော်ကအဲ့တော့ဒုတိယအဆင့်ကြတော့တတိမြဲရာပထမဒုမှာရှည်တူသိရှည်တယ်တူတာကိုသိအောင်မှတ်ပါတဲ့အဲ့တော့မှတ်တဲ့နည်းကတော့စောစောကဝင်လီထွက်လီကိုပဲဆရာတို့ကနော်အဓိကထားပြီးတော့ရှုနေရမှာပါဝင်လီထွက်လီကိုပဲဒီကြောင့်ဝင်သွားတာထွက်သွားတာဒါလေးပဲမြင်နေအောင်တခါတည်းသိနေအောင်ရှုအဲ့ဒါလို့ရှုနေတဲ့အခါမှာပဲရှည်တယ်ဆိုရင်လည်းရှည်တယ်လေးလည်းသိလိုက်ပါတူရင်လည်းတူတယ်လို့လည်းသိလိုက်ပါရှည်တာတူတယ်ဘယ်လိုလုပ်တိုင်းတယ်လေအဲ့တော့မြန်ရှုတယ်ဆိုရင်တော့တူတယ်လို့မှတ်ပါနော်သူကကြာလေးရှူနေတယ်ဆိုရင်တော့ရှည်တယ်လို့မှတ်လိုက်ပါတဲ့ကိုကြိုက်တယ်လို့သတ်မှတ်လို့ရတယ်နော်ဒါကဒါဟိုနော် artificial ပေါ့ဗျာနော်ဒါ arbitrary လို့ခေါ်တာကိုကြိုက်တယ်လို့သတ်မှတ်လို့ရအဲ့တော့ကိုကဝင်လီထွက်လီကိုပဲအာယုံစိုက်နေရနေကိုကနော်အကောင်ကခက်မြန်လေးရှူနေရင်တော့ဝင်လီထွက်လီကတူတယ်အဲ့တော့နှင်းလေးရှူနေဝင်လီထွက်လီကရှည်တယ်လို့ဒါကိုကနည်းနည်းသိသွားအောင်ဒါသိသွားအမှတ်ပြုတ်သွားဖို့သဘောပါပဲအဲ့တော့ပို့ပြီးတော့ခေါင်းကဝင်လီထွက်လီတစ်လို့ပြောတဲ့အစားပေါ့ဗျာဝင်လီထွက်လီဒါရှိတယ်သို့မဟုတ်တူတယ်ကွာသိလိုက်တဲ့သဘောကိုနော်ဒါလည်းစိတ်ကိုထိမ့်ပြီးတော့လည်းသဘောပါပဲအဲ့တော့အဲ့ဒါလို့ဝင်လီအဲ့ဒီအရှိတူရှုတဲ့နေရာမှာတော့ကိုရှုရှိုက်ရင်းနဲ့တခုတတိထားဖို့ကနော်ဖောက်ဆရာတော်ရဲ့အတွေ့အကြုံပါနော်သူတို့ကလည်းဒါယောဂီအများကြီးကိုဒါနော်လမ်းညွန်ပြီးတဲ့အခါကျတော့ဆရာတော်ဘာတတိထားမိလဲဆိုတော့တခါလီကြတော့ဝင်လီထွက်လီကအရှိမတူဘူးဖြစ်နေတယ်ဟောကိုရှူသွင်းတာကရှိနေတယ်ရှူထုတ်တာကတိုးနေတယ်ဆိုရင်ဟောရှူသွင်းတာရှိတယ်ရှူထုတ်တာတိုးတယ်ရှည်သွင်းရှိတယ်တိုးတော့ဟောတဖြည်းဖြည်းနဲ့နောက်ကိုလန်ချသွားလိမ့်မယ်တဲ့ဗျာဒါမှမဟုတ်ရှူထုတ်တာကတိုးနေတယ်နော်ရှူသွင်းတာကတိုးနေတယ်ရှူထုတ်တာရှည်နေတယ်ဆိုရင်အဲ့ဒါကိုကရှူသွင်းတာတိုးတယ်ရှည်ထုတ်တာရှည်တယ်ဆိုတော့ရှည်ကိုငိုက်ပြီးတော့အောက်ကိုကျသွားနော်အဲ့တော့အဲ့ဒါလို့မဖြစ်အောင်တဲ့အဲ့ဒီအရှည်ဒီထွက်လီနဲ့ဝင်လီကိုအရှည်တူအောင်လဲကိုဂယုစိုက်ပေးသွားလိုက်ပါအဲ့တော့နော်မတူဘူးဆိုရင်ကိုတတိပြုတ်လိုက်ရင်တူအောင်ငါရှူမယ်ဆိုရင်တူသွားတာပေါ့ဗျာအဲ့ဒါလို့ဒါနော်ကိုရှုသွားပေးပါအဲ့ဒါလို့ရှုတဲ့နေရာမှာလည်းပဲအဲ့ဒီအရှိတူမှာတဏှာကြီးလောက်အထိစိတ်ငြိမ်နိုင်တဲ့အထိဒါလိကြည့်ပါဆရာတော်ကဒါလို့တိုက်တွန်းပါအဲ့တော့အမှန်ပြဆရာတော်ပထမအစစ်မှာကလေးကနော်ဒီဝင်လေထွက်လေကိုကတဏှာကြီးလောက်ထိငြိမ်အောင်ကိုရှုနိုင်တဲ့လူဟာစိတ်ကငြိမ်နေပါပြီဒါနိဗ္ဗာန်တွေကငြိမ်နေပါပြီအဲ့တော့ဒီအစစ်တက်လိုက်ရင်မကြဘူးဒါခဏတထိုင်လဲနဲ့ကိုဒါရသွားတဲ့သဘောပါပဲအဲ့ဒီသဘောရပြီးရင်ဟောတတ္တရာအစစ်တက်ပါတဲ့တတိမြဲရာပထမဒုမှာရှည်တူတိလုံးစုံလင်းရာတ၌တာတတ္တရအလုံးစုံလင်းသွားအောင်သိပါလို့ပြောတဲ့ဟာကတော့ဝင်လီထွက်လီရဲ့အစလေဆုံးအလုံးကိုသိအောင်ရှုပါတဲ့အဲ့တော့ဒီလိုရှုရမယ်ဆိုတော့လည်းပဲနော်ပုံစံပြောင်းမှုရှုရတာမဟုတ်ပါဘူးစောစောကဝင်လီထွက်လီကိုရှုမှတ်နေတာပါပဲအဲ့တော့ဒီမှာကြတော့ပို့ပြီးတော့နည်းနည်းအနုစိတ်လိုက်တဲ့သဘောပေါ့ဗျာအဲ့တော့ဝင်လေစရှူပြီးတော့စပြီးတော့တိုးဝင်တဲ့အချိန်ကနေပြီးတော့အစလေဆုံးအာလုံးသိသွားအောင်ရှုပါရှူထုတ်ရင်လည်းအဲ့ဒီစပြီးတော့ရှူထုတ်ကနေစလေဆုံးအာလုံးသိသွားအောင်ရှုပါနော်အဲ့တော့ဒီအစလေဆုံးတကားတဲ့ဝင်လေထွက်လေအဲ့တော့လီချောင်းနဲ့ကွာတကားတဲ့လိုက်ပြီးတော့သိနေတဲ့သဘောပေါ့အဲ့တော့အဲ့ဒါလို့အစလေဆုံးအာလုံးသိရမယ်ဆိုပေမဲ့လေ
ဝင်လေထွက်လေကိုမလိုက်ရဘူးနော်အဲ့တော့တချို့သောဆရာသမားတွေကဟာဝင်လေရဲ့အစဆိုတာနှာသီးပြအလေဆိုတာရင်ပတ်နော်အဆုံးဆိုတာချက်ရှူထုတ်ရင်ချက်ကအစရင်ပတ်ကလည်းနော်ဒီနှာသီးပြကအစအဆုံးအဲ့ဒါလို့သွားမလိုက်ရဘူးနော်ဒါလို့သွားလိုက်နေရင်ကွန်းကစိတ်ကပြေးနေတာပေါ့ဗျာပြေးနေတယ်ဆိုရင်ဒါတမာတိကနှီးသွားလိမ့်မယ်ဒါကြောင့်ဒီထွက်လေထိတဲ့နေရာမှာပဲစိတ်ကတစ်ချိန်လုံးထားမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီမှာကတော့ဆရာတို့ဒီလွှတ်တိုက်တဲ့ဥပမာသိကောင်းတာပေါ့ဗျာနော်ဒီလွှတ်တိုက်တဲ့အခါမှာလွှတ်နောက်ကိုဆရာတို့ကလိုက်မကြည့်ဘူးအဲ့ဒီလွှတ်သွားနဲ့ဒီထင်းတုံထိတဲ့နေရာမှာပဲစိတ်ကိုစူးစိုက်ထားတယ်မျက်စိကိုအဲ့ဒီမှာပဲစိုက်ထားတယ်ဒီမှာစိတ်ထားရင်နဲ့ဒီလွှတ်သွားဒီထင်းတုံကိုသူကတိုက်ပြီးတော့စားသွားသူပြေးသွားတာနော်ရစ်ဆိုဟောရှိပဲပြေးမှန်းလည်းသိတယ်ရစ်နောက်ပဲဆွဲမှန်းလည်းသိတယ်ရှိဆွဲနေရှိဆွဲမှန်းလည်းသိတယ်တူတူဆွဲရင်တူတူဆွဲမှန်းလည်းသိတယ်အဲဒီလွှတ်သွားတစ်ချောင်းပြီးတစ်ချောင်းဒီထင်းသားကိုတိုက်သွားတာလည်းမသိဘူးလားဗျအေးအဲ့ဒါလိုသိတာပဲဒါအစလည်းဆုံးကုန်သိတာပါပဲအဲ့တော့ဘယ်ဟာစဘယ်ဟာလေဘယ်ဟာဆုံးပြောနေဖို့မလိုပါဘူးအဲ့တော့ဒီဝင်လေထွက်လေကိုပဲဒါနော်အဲ့တော့စိတ်စဉ်ငါသိအောင်ဒါအယုံရှုပြီးတော့စိုက်ပြီးတော့ရှုနေတာပဲသူကပြောတာပါပဲအဲ့တော့နော်အဲ့ဒီမှာလေးပဲကိုကဟာတဏှာရီလောက်ထိအဲ့ဒါလိုရှုနိုင်ပြီဆိုလာရင်ဟောသဒုဋ္ဌအစိလာပြီပေါ့ဗျာအဲ့တော့လုံးစုံလင်းရာတနှိပ်တာစမှငြိမ့်စေပြီတဲ့အဲ့တော့သဒုဋ္ဌအစိကတော့အဲ့ဒီဝင်လေထွက်လေငြိမ့်အောင်ရှုပါတဲ့ဒါလိုပြောတာအဲ့တော့ငြိမ့်အောင်ရှုပါဆိုတဲ့အခါကျတော့နော်ဆရာတို့ကအဲ့ဒီကမ္မထံကိုရှုရင်နဲ့ကိုယ့်ရဲ့ကာယသင်္ခါရစိတ်တသင်္ခါရဒီယုတ်နံတရားတွေကတဖြည်းဖြည်းသိမ်မွေ့လာတာသိမ်မွေ့လာတဲ့အတွက်ဒီဝင်လေထွက်လေရတဲ့တဖြည်းဖြည်းသိမ်မွေ့သွားလိမ့်မယ်နော်ကိုကမှန်မှန်သာရှုနေအဲ့တော့သိမ်မွေ့လာတဲ့အတွက်ဟာသိမထင်ရှားတဲ့အတွက်ဟာထင်ရှားငါနော်ကပြင်းပြင်းလေးရှုမယ်သွားမလုပ်နဲ့နော်အဲ့လိုသွားလှုပ်လိုက်ရင်သွားပြီးတော့နော်ဒါကိုကအနှောက်အယှက်လှုပ်ရဖြစ်သွားတယ်တမာတိပြတ်သွားလိမ့်မယ်တဲ့ဒါဟုတ် तू တဖြည်းဖြည်းနဲ့ तू ကသိမ်မွေ့သွားမှာပဲသိမ်မွေ့ပါစေဘယ်လောက်ထိသိမ်မွေ့မယ်နောက်ဆုံးဝင်လေထွက်လေမသိတဲ့အထိကိုသိမ်မွေ့သွားလိမ့်မယ်နော်အဲ့ဒါလို့သိမ်မွေ့သွားပြီးတဲ့ခါကျတော့ဝင်လေထွက်လေပျောက်သွားတဲ့သဘောဖြစ်သွားလိမ့်မယ်အဲ့ဒါလို့ဖြစ်သွားရင်ဘယ်နဲ့လှုပ်ပါမလဲနော်ဝင်လေထွက်လေရှုစရာမရှိတော့ဘယ်နဲ့လှုပ်ပါမလဲဆိုတော့ဟောနော်သူကညွန်ကြားပေးထားတာကအဲ့ဒီစောစောကဝင်လေထွက်လေတိုးထိတဲ့နေရာမှာပဲစိတ်ကိုကတ်ထားပါတဲ့ဒီညာပဲကတ်ထားနော်အဲ့တော့ဒီဝင်လေထွက်လေကသိမ်မွေ့အားကြီးလွန်းလို့တာဆရာတို့ကမသိခြင်းဖြစ်တာပါတဲ့ဆရာတို့တွေအသက်မရှူဘဲနဲ့ကတော့အသက်မရှင်ပါဘူးဒါကြောင့်အသက်ကတော့ရှူနေမှာရှူပေတော့လေသိမ်မွေ့တဲ့အတွက်ကြောင့်ဆရာတို့မသိတာပါအဲ့တော့အဲ့ဒီညာလေးမှာပဲကပ်ပြီးတော့တာနော်ဒီညာလေးမှာစိတ်ကိုယ်တာစိုက်တာဒီညာမှာပဲနေအောင်အဲ့ဒါလို့ဆိုရင်တပြေးပြေးနဲ့တမာတိကသူဆက်တက်တာမကြဘူးဗျနော်အဲ့လိုတက်လာတဲ့အခါဒီဝင်လေထွက်လေပြန်ပြီးတော့သိလာတယ်ထင်ရှားလာအဲ့ဒါလိုဝင်လေထွက်လေသိလာပြီဆိုရင်တော့မကြဘူးနမိတ်ပေါ်တယ်ဗျာကဲဒါဆရာတို့အာနာပါနရှုသွားမယ်40ပါပဲနော်အဲ့တော့အရေးကြီးတာကဝင်လေထွက်လေမှာပဲစိတ်ကတစ်ချိန်လုံးစူးစိုက်ပြီးတော့ရှုနိုင်အောင်ပဲနော်ဒါလိုရှုနေခြင်းဒီပင်ဆရာတို့ကတခါတည်းကုသိုလ်တရားတွေလုပ်နေတယ်နိဝရဏတွေနှိမ်နှင်းနေတယ်နော်အဲ့တော့ဒါကိုကတခါတည်းတမာတိဖြစ်အောင်ထူထောင်နေတယ်ဒါအဘိစိတ်တဒါသိက္ခာလို့ခေါ်တယ်ဒါနော်တခါတည်းအာကြီးတဲ့စိတ်စွမ်းအားနေဖြစ်လာအောင်ကကြိုးစားအထုတ်နေခြင်းပဲဖြစ်ပါတယ်အဲ့တော့အဲ့ဒါလို့ဆရာတို့အထုတ်နေတဲ့အချိန်မှာတဲ့ဆရာတော်ကဒီနမိတ်ပေါ်လိမ့်မယ်အဲ့တော့နမိတ်ပေါ်တာရဲ့အလင်းရောင်ပေါ်တာရဲ့နှမျိုးရှိတယ်ဗျအဲ့ဒီအလင်းရောင်ကနော်ဒီတော်ယုံတန်ယုံလင်းရောင်ကအစိုးစိုးပိုင်းကလေးကပဲပေါ်တတ်ပါတယ်အဲ့တော့မြတ်စွာဘုရားအာလောကသုတ်တံမှာအလင်းရောင်၄မျိုးရှိတယ်ဆိုပြီးတော့ဟောတယ်ဗျနော်နေရောင်လရောင်မီးရောင်ညံရောင်တဲ့ဘုရားကအလင်းရောင်၄မျိုးတဲ့ဗျအဲ့ဒီညံရောင်မှာလည်းပဲ၄မျိုးတခါထပ်ပြီးတော့ခွဲပါတယ်ပစလာယမာနသုတ်တံမှာဟောပါတယ်အဲ့တော့ဆရာတို့ဒိဗ္ဗစက္ခုနဲ့ရှင်တဲ့အလင်းနော်ပြီးတော့အာလောကကတိုင်းနဲ့ရှင်တဲ့အလင်းဒီအလင်းတွေအမှန်တန်လင်းတာနော်တခါတည်း30ပုံလုံးဒီဒိဗ္ဗစက္ခုဆို30ပုံလုံးမြင်နိုင်အောင်လင်းတဲ့အလင်းကိုဗျနော်ပြီးတော့တခါဆရာတို့ဟောပရိကမ္မတမာဓိကနေပြီးတော့စပြီးတော့လင်းတဲ့အလင်းတဲ့အဲ့ဒီနံပါတ်3ပရိကမ္မဆိုတာကဒါနော်ဒီအစပြိုးတဲ့တမာဓိပေါ့ဗျာပြုပြင်စီမံအထက်တမာဓိဖြစ်အောင်
ပြုပြင်စီမံပေးတဲ့အဲ့ဒီတမာတိကိုဒါပရိကမ္မတမာတိလို့ခေါ်တယ်ဆိုလိုတာကတော့အဲ့ဒါတမာတိအတိတိရှိလာတဲ့အချိန်ကနေစပြီးတော့အလင်းရောင်ပေါ်လိမ့်မယ်အဲ့ဒီတမာတိမြင့်လာသည်နှင့်မြဒီအလင်းရောင်ပို့ပို့လင်းလာလိမ့်မယ်ဒါကတမာတိနဲ့ရှင်တဲ့အလင်းပဲနော်ပြီးတော့မှနံပါတ်4ကဥပက္ခိလေသာအလင်းဆိုတာကတော့ဆရာတို့ဝိပဿနာရှုလို့ဥဒိယဘယညာရောက်တဲ့အခါမှာပေါ်တဲ့အလင်းမှာဒါကြောင့်အခုဆရာတို့တမာတိထူထောင်နေတဲ့အခါမှာအဲဒီတမာတိနဲ့ဆိုင်တဲ့အလင်းရောက်ပေါ်ပါတယ်နော်ပေါ်ပါတယ်လူတိုင်းပေါ်မှာပါပဲမြတ်စွာဘုရားကတမာတိရှိလာတဲ့စိတ်ဟာအဲ့ဒါနော်ဒီအလင်းရောင်ကိုလွတ်ထုတ်နိုင်တယ်ဆိုတာဒီလိုပြောတာကိုအဲ့တော့ဆရာတို့မှတ်မှတ်ရရပါဗျာဆရာကစပြီးတော့တရားအထုတ်စဉ်တုန်းကတော့မဟာစီရိတ်တာမှာဆရာတို့အထုတ်တာပါနော်ပညာရေးတက္ကသိုလ်ကျောင်းသူကျောင်းသား40ဆရာဥဆောင်ပြီးတော့မဟာစီရိတ်တာဝင်ကြတယ်ဗျာ1988ခုနှစ်ကပါလွန်ခဲ့တဲ့25နှစ်ပါနော်အဲ့တော့အများကြီးစုဝင်တော့ပျော်စရာကောင်းတာပေါ့ဗျာနော်အခုလည်းပဲဟော1200ဝိုင်းပြီးတော့ဒါအထုတ်ကြသိပျော်စရာကောင်းတယ်ဗျာနော်အဲ့တော့ဟာအားရတော့ဟာ तू ကဘယ်လောက်ရပြီငါဘယ်လောက်ရပြီပေါ့ဗျာနော်အားချမခံ तू ရငါလည်းရရမှာပေါ့ဗျာအဲ့တော့ကိုကအားချမခံနော်ဒီလိုကိုကရှုနိုင်တာကိုအဲ့တော့ဆရာတို့ရှုနေမှရရအဲ့ဒါနော်အဲ့ဒီတမာတိတော်တော်လေးဖြစ်လာပြီစိတ်ငြိမ်လာပြီဆိုအလင်းရောင်ပေါ်လာတော့တာကိုအလင်းရောင်ပေါ်လာတဲ့အခါဆရာတို့ကနော်ဒီတရားစစ်ပေးတဲ့တရားညွှန်ပြပေးတဲ့ရွှေရည်ဆောင်ဆရာတော်ဒါမျိုးသားယောဂီတွေညွှန်ပြပေးတဲ့ဆရာတော်သူ့ကိုရှောက်ရတာကိုရှောက်ထားတော့ဆရာတို့ကအလင်းရောင်ပေါ်အလင်းရောင်မြင်တဲ့အကြောင်းဒါရှောက်ထားတာပေါ့အဲ့တော့ဆရာတို့ရဲ့အဲဒီအမျိုးသားအဖွဲ့မှာဟိုအသက်80အရွယ်လောက်တောင်ကြီးကဦးကြီးတယောက်ပါတယ်အဲ့တော့သူကဆရာတို့ထက်တလစောပြီးတော့သူကရိတ်တာဝင်တာပါအဲ့တော့ तू ကရှောက်တဲ့ခါကျတော့ဝင်လေထွက်လေကိုပဲရှုမှတ်နေတယ်ဆိုတဲ့အကြောင်းပဲ तू ကနော် तू မာစီကြတော့ဖောင်းနေပိတ်နေပေါ့ဗျာအဲ့ဒီဖောင်းနေပိတ်နေကိုရှုမှတ်နေပါတယ်ဆိုတဲ့အခါ तू ကလည်းတော်တော်လေးကြာပြီဆိုတော့ရွှေဆောင်ချတော့ကသူ့ကိုနည်းနည်းလေးဖိမပေးခြင်းတဲ့သဘောနဲ့သူ့ကိုမေးတယ်တခါကြီးတခါတလေအလင်းရောင်တွေဖြတ်ကနေဝင်းကနေလေးများမမြင်ရဘူးလားဟာဥပဇင်းရဲ့မျက်စိမှိတ်ထားတာဘယ်ကအလင်းရောင်မြင်မှမလဲမှောင်မိုက်နေတာပဲပေါ့မှောင်မိုက်နေတာပဲပေါ့တပည့်သွားလင်းရောင်မြင်ရမှာလေအေးရပါတယ်တခါကြီးအဲ့ဒီဖောင်းနေပိန်နေဆိုတာကိုဒါတခါတည်းမပြတ်အောင်ရှုနိုင်တာမဟုတ်လားဟာဒါဆိုရင်တရားမြင်နေတာပဲဒါတရားသိနေတာပဲဆက်တာရှုအဲ့တော့အဲ့ဒါလိုလေးနည်းနည်းဖိမှပေးလိုက်တာ ਨੇ ဟာနောက်နေ့လျှောက်တဲ့အခါ तू ကအစောဆုံးလျှောက်တာအဲ့တော့ဥစဉ်ဖေရတဲ့အလင်းရောင်ဖတ်ပြီးဖေရတဲ့မျက်စိမိတ်လေးလေးလင်းနေလေးပဲဗျအဲ့ဒါမှန်တာနော်ဒီအလင်းကမျက်စိဘလို့ပဲပိတ်တာသူလင်းတာပဲအဲ့တော့ဒီအလင်းကတော့ဆရာတို့ကပုံစံအမျိုးမျိုးနဲ့လင်းလေပါတယ်ဆရာတို့အဲ့ဒီမဟာစီမှာတွေ့ရတာလေဒီတိုင်းပါပဲဆရာတို့ဒီမှာလည်းဒီတိုင်းပါပဲနော်အဲ့တော့အမှန်ကတော့ဖောက်ဆရာတော်ပြောတာစိတ်ကတည်ကြည်တော့စိတ်ကနေထွက်တဲ့အလင်းပဲစိတ်ကနေထွက်လာတဲ့စိတ်တစားရုပ်အဲ့ဒီစိတ်တစားရုပ်တွေကနေအလင်းရောက်သူကဖြစ်လာတဲ့သဘောသူပြောတာဒါပေမဲ့ဆရာတို့ကမြင်တဲ့အခါကျတော့စိတ်ကထွက်လာမှမမြင်ဘူးတခါလေကျတော့တကူလုံးကနေလင်းပြီးတော့လာတာမြင်ရတယ်တခါလေကျတော့မျက်လုံးနှလုံးကအလင်းရောင်ကထိုးထွက်တဲ့သဘောမြင်တာနော်ဒါမှမဟုတ်ရင်ဟောမော်တော်ကားကြီးကကိုယ်ထိုးလာတဲ့သဘောမျိုးလည်းမြင်တယ်တချို့ကျတော့အလင်းလုံးကဟောဒီဘေးလောက်မှလာပေါ်တော့နော်ဒီလိုဟိုရွေ့ကြည့်ရွေ့နေဒီလိုအဲ့လိုမျိုးလဲဆရာတို့ဂျုံရပါတယ်အဲ့တော့ဒီအလင်းဘယ်လိုပဲပေါ်ဒီအလင်းအာယုမယူနဲ့ဒီအလင်းအာယုမယူနဲ့ဒီအလင်းပေါ်လာရင်နော်ဝမ်းသာစရာကောင်းသလားဝမ်းနည်းစရာကောင်းသလားဘာပြောမလဲဟာဝမ်းသာစရာကောင်းတော့ဗောဒါတမာတိရှိလာပြီဆိုတာပြတာဗျာနော်လင်းလာလေကောင်းလေဗောဒါတမာတိရှိလာတာပြတာနော်အဲ့တော့ကိုကသွားတော့မမျောနဲ့တော့ဆရာကတလူပြောလိုက်တဲ့အတွက်အဲ့ဒါဟာငါတို့ဘယ်တော့အလင်းပေါ်မလဲဘယ်တော့အလင်းပေါ်မလဲသွားမျောရင်အဲ့ဒါလောဘစိတ်ဖြစ်သွားတော့ဗျာသွားမျောရင်လောဘစိတ်ဖြစ်တယ်အဲ့တော့တချို့ကလာလျှောက်တာဟာဆရာဟိုနေ့ကပြောသားသလိုပဲကျမလေးတခါတည်းတော့စပြီးတော့အာထုတ်တဲ့နေ့ကတော့ပို့ပြီးတော့လူကလွိတက်သွားတယ်နောက်နေ့ကျတော့မရတော့ဘူးနော်အဲ့တော့နောက်နေ့မရတယ်ဆိုတော့ तू မခိုင်လို့ तू မရတာပါပဲနော်အဲ့တော့လက်ဦးနေ့ကတော့တခါတည်းဒီပီတိတို့လဟုတာတို့ဘာတို့အားကောင်းတဲ့အခါဒါ तू နော်လွိတက်တယ်လို့ तू ခံစားရတာကိုနောက်နေ့တည်းကအဲ့ဒါလို့ तू အချင်းနေမရသေးလို့ तू မဖြစ်တာပေါ့ဗျာနော်ကိုကအဲ့လိုသွားမျောနေရင်လောဘစိတ်ဖြစ်တော့ကုသိုလ်စိတ်မဟုတ်တော့ဘူးကုသိုလ်စိတ်မဟုတ်တော့ဘူးဆိုရင်တော့ဒီအလင်းမပေါ်တော့ဘူးဗျကျသွားလိမ့်မယ်ဒါကြောင့်အဲ့ဒီအလင်းကတမာတိမြင့်လာလေပူလင်းလေဖြစ်လိမ့်မယ်အဲ့တော့ဒီအလင်းကိုတော့သွားအာယုမယူနဲ့
ပေါ်လာရင်လည်းအာယုံမယူနဲ့ဒါဘာဝနာရဲ့အာယုံမဟုတ်ဘူးနော်ဘာဝနာရဲ့အာယုံမဟုတ်ဘူးဆရာတို့ကကိုကအာယုံပြုတ်ရမှာအဲ့ဒီဘာဝနာရဲ့အာယုံပဲဒီအစရှုနေတဲ့ချိန်မှာတော့ဝင်လေထွက်လေဒီဆရာတို့ရဲ့ဒါကမ္မထသို့မဟုတ်ဘာဝနာအာယုံလို့ခေါ်တယ်အဲ့တော့နော်အဲ့ဒီဆရာတို့ဘာဝနာရှုပွားတဲ့နေရာမှာဒါနည်းနည်းလေးဘုဒ္ဓတလေးရှိထားဖို့ကဘာဝနာအစစ်30ရှိတယ်ဗျနော်ဘာဝနာအစစ်30ရှိတယ်လို့နမိတ်ကလည်း3မျိုးထင်တယ်အဲ့ဒါကမ္မထနမိတ်အဲ့ဒီနမိတ်ကြတော့သူကပိုအရေးကြီးတယ်သူကြတော့ဆရာတို့ကအာယုံယူရမယ်နမိတ်ပဲအဲ့တော့ဆရာတို့ကအဲ့ဒီနော်ဒီဘာဝနာအစစ်30ကိုသိလွယ်အောင်လို့များသောဖြစ်ဆိုရင်ဆရာတို့ကမှနော်ဒီတက္ကသိုလ်မှာသင်တဲ့အခါကျတော့ပထဝီကတိုင်းကိုပဲဆရာတို့နမူနာအရင်ပြတယ်ပထဝီကတိုင်းဆိုတာလည်းပဲအပတန်ထက်မြက်တဲ့ကမ္မထံတစ်ခုပါနော်နောက်ဆိုရင်ကိုကအထုတ်ခြင်းလေဒီရိတ်တာတွေမှာသင်ပေးပါတယ်ဆရာတော်ဘုရားတွေကသင်ပေးပါတယ်ဆရာတော်ဖောက်ဆရာတော်တွေကဒီကတိုင်းရှုနည်းလည်းသင်ပေးပါတယ်အဲ့တော့စစချင်းမတင်တာကနော်ဒီကိုကအတိတ်ကပါရမီမရှိရင်ဒီကတိုင်းကိုသွားရှုရင်တမာတိရဖို့အနေနဲ့ကြာတယ်အာနာပါနထက်ပိုကြာတယ်ဒါကြောင့်အာနာပါနကိုအရင်သင်ပေးနေတာပါနော်အခုဆရာကအဲ့ဒါနည်းနည်းလေးသဘောသိအောင်လို့ဆရာတို့ပထဝီကတိုင်းရှုတဲ့အခါမှာနော်မှာကိုကဒီဖြာကြမ်းသို့မဟုတ်ရင်ဒီတည်ရင်ွယ်အဲ့ဒီပုံမှာဒီအာယုံတက်ဆိုတော့ပဇွန်စည်းအောင်ရှုံမြေတကိုအဲ့ဒီပုံမှာနော်ဆရာတို့တပေအဝန်းလောက်တပေအကျေလောက်ရှိတဲ့အဝန်းကလေးလှုပ်လိုက်အဲ့ဒါကိုမြည်မှာချက်အဲ့ဒီကနေ၄ပေလောက်အကွာကနေကိုထိုင်ပြီးအဲ့ဒီမျက်စိဖွေးပြီးတော့ပဲဒီမြေအဝန်းကိုမျက်စိဖွေးပြီးတော့ပဲပထဝီလို့ရှုနေရတယ်နော်ရှုနေတဲ့အခါကုန်းကလို့ပဲစိတ်ကမပြလွေစေဘူးပေါ့ဒီမှာပဲအာယုံစိုက်ပဲအဲလိုရှုလို့ကုန်းကရှာလို့သဘောချင်းတူတူပဲဒီဝင်လေထွက်လေပဲယူဒီပထဝီပဲရှုတူတူပဲဒီမှာကစိတ်နော်စိတ်စူးစိုက်အောင်ကကြိုးစားပြီးတော့ဒါရှုနေစောစောပြောတဲ့ဇန်အင်္ဂါတွေကတဖြည်းဖြည်းအားကောင်းလာမှာပဲအားကောင်းလာတော့စိတ်ကငြိမ့်လာမှာငြိမ့်လာရင်ရှာလို့မျက်စိပိတ်ကြည့်တယ်နော်မျက်စိပိတ်ကြည့်လိုက်တော့ဟောမျက်စိပိတ်လိုက်ပြီမဲ့ဖွေးကြည့်တဲ့စဉ်ကမြင်ခဲ့တဲ့အတိုင်းမြင်ပြီဆိုရင်အဲ့ဒါကိုဥက္ခဟနမိတ်လို့ခေါ်တယ်နော်အဲ့တော့လက်ဦးဆုံးဒီမြေဝန်းမျက်စိဖွေးပြီးတော့မြင်နေတဲ့နမိတ်ကိုတော့ပရိကမ္မနမိတ်လို့ခေါ်တယ်ပရိကံဆိုတာအစပြိုးတာပဲအထက်ဘာဝနာဖြစ်အောင်ပြုပြင်စီမံပေးတာပထမအစိပေါ့ဗျာအဲ့တော့အဲ့ဒီပထမအစိမှာရှိတဲ့နော်ဒီနမိတ်ကိုပရိကမ္မနမိတ်လို့ပဲခေါ်လိုက်တယ်ဒီအခါမှာရှိတဲ့သမာဓိကိုလည်းပရိကမ္မသမာဓိလို့ခေါ်လိုက်တာပဲဟောရှာလို့မျက်စိပိတ်လိုက်တဲ့အခါမှာလေနော်ဒီမျက်စိဖွင့်စဉ်ကအတိုင်းမြင်ပြီဆိုရင်အဲ့ဒါနမိတ်ထင်ပြီလို့ခေါ်တယ်ဒါကိုဥက္ခနမိတ်လို့ခေါ်တယ်ဟောနမိတ်ကပြောင်းသွားတယ်နမိတ်ပြောင်းပြီမယ်ရှာလို့ဘာဝနာစိကတော့မပြောင်းဘူးပရိကမ္မဘာဝနာလို့ပဲခေါ်သေးတယ်ဒီဥက္ခနမိတ်ပေါ်တဲ့အထိပရိကမ္မနမိတ်လို့ပဲခေါ်တယ်နော်ပရိပံကမ္မဘာဝနာလို့ပဲခေါ်တယ်ပြီးရင်အဲ့ဒီကိုမျက်စိပိတ်ပြီးတော့မြင်နေတဲ့ဒီမြေအဝန်းကိုပဲအာယုံပြုပြီးတော့ပထဝီလို့ဆက်ရှုပဲနော်အဲ့တော့မျက်စိပိတ်ပြီးတော့ပဲဆက်ရှုလို့တမာတိကနော်တပြေးပြေးမြင့်လာတဲ့အခါခေါင်းကပြောတဲ့နိဝရဏတွေငြိမ့်ပြီဆိုတဲ့အခါအဲ့ဒီနမိတ်ပြောင်းတယ်ဗျတခါတည်းအသွင်ပြောင်းသွားတယ်ဘလို့ပြောင်းတယ်လဲတခါတည်းမှန်လို့ကြည်ပြီးတော့ချောပြီးတော့တောက်ပလာနော်အမှန်တန်ထင်ရှားပါလေတဲ့ဟိုနော်ဆရာတို့ဒီမှာတိမ်ညိုတိမ်တိုက်ကနေပြီးတော့ဗျိုင်းအုပ်ကြီးပေါ်ထွက်လာသလိုအဲဒီတိမ်မဲထဲကနေပြီးတော့လှဝန်းကြီးပေါ်ထွက်လာသလိုတရေအိတ်ထဲကနေပြီးတော့နော်ကြီးမုံမှန်ချက်ကိုဆွဲထုတ်တယ်လို့ဆိုအမှန်ထင်ရှားပါအဲဒီနမိတ်ရပြီဆိုတော့ပฏิဘာဂနမိတ်ခေါ်တယ်ဗျာနော်ဒီပฏิဘာဂနမိတ်ဆိုတဲ့ခါကျတော့အဲဒီနမိတ်ရောက်တဲ့ခါကျတော့ဆရာတို့အဲ့ဒါဘာအမှတ်လဲဆိုနိဝရဏငြိမ့်စိတ်ကစင်ကြယ်သွားပြီစိတ်တဝိတ္တုဖြစ်ပြီအဲ့ဒီချိန်ဒါအမတန်စိတ်ကငြိမ့်ဝတ်ပြီးတော့အမနန်ချမ်းသာတယ်ဒီကိုရောက်သွားရင်ဒါချမ်းသာနေပြီဗျနော်အဲ့တော့အဲ့ဒီကတိုင်းရှုတဲ့နေရာမှာကြတော့ဆရာတို့ဒီနမိတ်ရောက်ပြီဆိုရင်အဲ့ဒါဥပဇာရဘာဝနာရောက်ပြီလို့ခေါ်တယ်စောစောကပရိကမ္မဘာဝနာနော်ဒါအစပြိုးတဲ့ဘာဝနာဟောဥပဇာရဆိုတာအနီးပါဘာနီးလဲဇာနီးကပ်နေတဲ့ဘာဝနာရောက်ပြီလို့ဒါခေါ်တယ်အဲ့ဒီအချိန်မှာရှိတဲ့တမာတိကိုဥပဇာရတမာတိလို့ကဲသဘောပေါက်တယ်နော်ဒါလေးတွေကဘုဒ္ဓတာရှိထားဖို့ကောင်းတယ်အဲ့ဒီကတိုင်းရှုတဲ့နေရာမှာကြတော့ဒီကတိုင်းဝန်းကိုဆရာတို့ကချဲ့ရတယ်နော်ဒါစိတ်နဲ့ကြောက်ပေါ်လာတဲ့ဒီနမိတ်ကိုစိတ်ကြောက်တာချဲ့ပြီးလို့ရတယ်တလက်မကျေလာပါစီတလက်မကျေလာပါစီတလက်မကျေလာပါတပြေးချဲ့အရာ10မျက်နှာအထိအကုန်ပြည့်တဲ့အထိချဲ့ပြီးတော့မှအဲဒီ
နမိတ်ကိုပဲအာယုံစူးစိုက်ပဲပထဝီရှုလို့တဏှာကြီးနှစ်နာရီစိတ်ကငြိမ်ဝတ်သွားပြီဆိုပထမဇန်ရောက်ပြီလို့ခေါ်တယ်ဗျာနော်ပထမဇန်ရောက်ပြီဒါဒီကတိုင်းမှာလေရူပဝါစဇန်၄ပါးအထိတက်နိုင်ပါတယ်အဲ့ဒီကတိုင်းကြီးကထက်မြက်တာကရူပဝါစဇန်၄ပါးရပြီးရင်အရူပဝါစဇန်၄ပါးအထိတခါဆက်တက်လို့ရနော်အဲ့တော့ဇန်၈ပါးအထိရအောင်ဒါရှုလို့ရတယ်အဲ့ဒါဆရာတို့ဖောက်တော့ရမှာသင်ပေးပါတယ်နော်အဲ့တော့ဒီနေရာမှာဘာဝနာ၃စီဆိုတာမြင်တယ်နော်ဆရာတို့ဇန်ရောက်သွားတဲ့ဟာကြတော့အဲ့ဒါအပ္ပနာဘာဝနာလို့ခေါ်တယ်အပ္ပနာဆိုစိတ်ကဒီအာယုံမှာမြုပ်ပြီးတော့ဝင်သွားတဲ့သဘောပဲအင်္ဂလိပ်လိုပြောတော့ absorb ပေါ့ဗျာဒါနော် meditative absorption လို့ဆရာတို့ခေါ်တယ်စိတ်ကတကားနဲ့ငြိမ်ဝတ်ပြီးတော့နေပြီးဘဲမှမသွားတော့အဲ့တော့ဇန်ရတဲ့အခါကျရင်ကိုကလိကြည့်ထားမယ်ဆိုရင်9ရက်ထိဇန်ဝင်စားနိုင်တယ်နော်ဒီဘဲမှစိတ်ကမပြောင်းတော့ဒီအာယုံမှာပဲစိတ်က9ရက်ထိတည်ငြိမ်သွားနိုင်တဲ့အထိသူ့စွမ်းအဲ့ဒါလောက်ထိကြီးတာပါနော်အဲ့ဒါဆရာတို့ဘာဝနာ၃စီရှိတယ်လို့ပဲအာနာပါနတတိမှာလဲဘာဝနာ၃စီရှိတယ်ဆိုတာကိုကသိထားရတယ်ဗျနော်သိထားရင်ငါတို့ရှုနေတာဘယ်ခြေရောက်လဲဆိုတာနော်ဆရာသမားမမီးပဲနဲ့လည်းကိုသိတယ်ဗျကိုသိနေတယ်ဟောဆရာတို့ကစပြီးတော့ရှုနေတယ်ဝင်လေထွက်လေကိုဆရာတို့ကတိုးထိတာနဲ့ကိုသိအောင်လုပ်တာဒါကပရိပကမနမိတ်ပဲဒါအစပြိုးတဲ့နမိတ်ပေါ့ဗျာပရိကမနမိတ်ပဲအဲ့ဒီဝင်လေထွက်လေပဲကိုရှုနေရင်းနဲ့နော်အဲ့တော့ကိုကရှေးတူရောက်တဲ့အခါတချို့သောလူတွေနမိတ်စထင်တယ်ဟောဘလို့ထင်တယ်လဲဆိုတော့အဲ့ဒီဝင်လေထွက်လေကနော်ဒါအများအားဖြင့်ထင်တတ်တဲ့နမိတ်ကိုဒါပြောတာပါဒီဖောက်တော်ရည်အတွေ့အကြုံပေါ့ဗျာဆရာတော်နော်ရီးပြထားတဲ့အတိုင်းဆရာတို့ကလည်းပြောပြနေတာပါအဲ့တော့ဘယ်လိုနမိတ်လဲဆိလိတ်မီးကိုလို့ညစ်ထီးထီးအယောင်ဒီဝင်လေထွက်လေကအဲ့ဒီမီးကိုလို့ရိပ်ကလေးပေါ်လာတာပေါ့ဗျာအဲ့ဒါလို့ညစ်ထီးထီးမီးကိုအယောင်ပေါ်တဲ့အထိဒါလည်းပရိကမနမိတ်ပဲခေါ်တယ်နော်အခုဆရာတို့စပြီးတော့ဝင်လေထွက်လေမမြင်ရဘူးတိုးထိတာနဲ့သိနေတယ်အဲ့ဒီညစ်ထီးထီးနမိတ်ပေါ်တဲ့အထိကိုဒါပရိကမနမိတ်လို့ခေါ်တယ်အဲ့တော့ဒီအထိဒီဆရာတို့ကဒါပရိကမနမိတ်နော်ဒါတော့ပရိကမဘာဝနာပဲရှိမှာပေါ့ဒီစစ်မှာနော်အဲ့တော့ဒီစစ်မှာကွန်းကအလင်းရောင်သူစပေါ်မှာပုံနေတာပဲပေါ်ပါစေအရေးမကြီးဘူးအဲ့တော့အဲ့ဒါလိုနမိတ်ပေါ်လာရင်လည်းပဲနော်ကိုကနမိတ်အာယုံသွားမယူနဲ့ဝင်လေထွက်လေပဲစူးစိုက်ပြီးတော့ရှုပါတဲ့အဲ့လိုရှုနေရင်လည်းတမာတိတက်လာတဲ့အခါဒီနမိတ်ကတဖြည်းဖြည်းနဲ့ဖြူလာလိမ့်မယ်တချို့ကအဲ့ဒါအဖြူချောင်းနေနဲ့ပေါ်တယ်တချို့ကြတော့အဖြူဝိုင်းအနေနဲ့ပေါ်တယ်တချို့ကလည်းပဲနော်လဲဝါကွန်းသို့မဟုတ်လဲဒီဝါကွန်းအစုဝါကွန်းအဆိုင်ကလေးလို့ပေါ်တယ်ဗျာအဲ့ဒါလို့ဖြူဖြူဆွတ်ဖြစ်လာပြီဆိုရင်တော့အဲ့ဒါဥက္ခဏမိတ်လို့ခေါ်တယ်နော်ဒါဆရာတို့ကအာနာပါနကိုရှုနေတယ်ဆိုရင်ဒီဖြူတဲ့နမိတ်မရသမျှတော့ကိုကပရိကာမဘာဝနာပဲဗျာဒီပရမအစီမှာပဲကိုရှိသေးတယ်လို့ကိုအသိပါနော်အဲ့ဒီနမိတ်ပေါ်ပြီဆိုရင်တော့ဒါကိုကနော်ဒါအဲ့ဒီနမိတ်ပေါ်ပြီဆိုဥပဒါပရိကာမဘာဝနာကြော်တော့မှာပေါ့ဗျာနော်ဆရာတို့ကကဲအဲ့ဒီအဲ့တော့ဒီဥက္ခဏမိတ်ထိကပရိကာမဘာဝနာပဲခေါ်သေးတယ်နော်ခေါ်သေးတယ်ဟုတ်ပြီအဲ့တော့အဲ့ဒီနမိတ်ဖြူတဲ့နမိတ်ကလည်းပဲနော်ကိုယ့်ရဲ့အဲ့ဒီလေတိုးထိတဲ့နေရာမှာပေါ်မှဒါသူကပူကောင်းတယ်ပုံမှန်ကြတယ်ခေါ်တယ်အဲ့တော့အဲ့ဒီနမိတ်ကကိုယ့်ရဲ့ဒီနှာခေါင်းရှိမှာဗျာနော်မှာလေးလက်မှငါးလက်မှတထွားတပေလောက်အကွာဝေးမှာသွားပေါ်ရင်သွားအာယုံမပြုတ်နဲ့အဲ့တော့အဲ့ဒါလို့ပေါ်နေရင်ကိုသွားအာယုံစိုက်လိုက်ရင်ဒီနမိတ်မခိုင်ဘူးပျောက်သွားလိမ့်မယ်လေဆရာတော်ကဒါလို့ပြောတာအဲ့တော့ကိုဝင်လေထွက်လေပဲဆက်ရှုနေအဲ့တော့အဲ့ဒါလို့ခက်ကွာကွာပေါ်တာဘာဖြစ်လို့လဲလို့မေးရင်အဲ့ဒါနော်ဆရာတို့အဲ့ဒီယောဂီတွေအတွေ့အကြုံကြနည်းနည်းလေးဆရာတို့သုံးသပ်ကြည့်တာအဲ့ဒါစိတ်သိမ့်မငြိမ်ဖို့တဲ့အတွက်ကြောင့်ဒီနမိတ်ကခက်ကွာကွာလေးဖြစ်နေတယ်အဲ့တော့ကိုကဒီဝင်လေထွက်လေမှပဲစိတ်ငြိမ်အောင်တာအဲ့ဒါကြိုးစားဒီနမိတ်ကပြန်ကတ်လာတယ်ဗျာဟောကတ်လာပြီအဲ့ဒီဝင်လေထွက်လေနဲ့နော်တိုးထိတဲ့နေရာမှာဒီနမိတ်ပေါ်ပြီဆိုရင်တော့ဒါပုံမှန်ဖြစ်သွားပြီပေါ့အဲ့ဒါလို့ပေါ်လာတဲ့အခါကိုဝင်လေထွက်လေပဲဆက်ပြီးတော့ရှုနေစင်မှာပဲဒီနမိတ်နဲ့ဝင်လေထွက်လေကတထပ်တည်းဖြစ်နေတော့ဝင်လေထွက်လေအာယုံယူလိုက်လဲနမိတ်ကိုမြင်နေတာပဲနမိတ်ကိုအာယုံယူရင်လဲဝင်လေထွက်လေကိုမြင်နေတာပဲနော်အဲ့ဒါလို့အခါမျိုးတဲ့ဒီနမိတ်မှာစိတ်ကစိုက်သွားပြီဆိုရင်တော့တဲ့မခွာနဲ့တော့တဲ့နော်အဲ့တော့ဝင်လေထွက်လေတစ်လှည့်နမိတ်တစ်လှည့်ဒီလိုပြောင်းမရှုနဲ့တဲ့အဲ့တော့နမိတ်မှာစိတ်ကတ်သွားရင်ကတ်ထားလိုက်တော့အဲ့ဒီနမိတ်မှာပဲကတ်ထားလိုက်တဲ့အဲ့ဒါတမာတိကတက်လာပြီဒီနမိတ်ကဖြူပြီးဖြူနေရနေပြီးတော့ကြည်ပြီးတော့တောက်ပလာလိမ့်မယ်တဲ့ဗျာနော်ဒီကြည်ပြီးတော့တောက်ပလာပြီဆိုအဲ့ဒါပရိပါကနမိတ်ပဲဆရာတို့ကတိုင်းမှာပြတယ်လို့ပဲပေါ့
နော်ကတိုင်းမှာလေဆရာတို့ကဒီဥက္ခနမိတ်ကမူလမြေဝန်းနဲ့တူတယ်ဟောပရိဘာကနမိတ်ကြတော့ကြည်ရတော့တောက်ပနေတဲ့သဘောမျိုးသွားတယ်လို့လာတာကိုပုံသဏ္ဍာန်ထင်ရှားတော့မရှိတော့ဘူးအဲ့ဒီခါကျဒါကြောင့်ဆရာတို့ကအဆုံးစမရှိချဲ့လို့ရတာကိုနော်ဒီဆရာတို့အာနာပါနတတိမှာကဂုံးကအဖြူနမိတ်ရရင်ဒါဥက္ခနမိတ်ကြည်ပြီးတောက်ပလာပြီဆိုရင်ဒါပရိဘာကနမိတ်ပဲတူတူပဲနော်ဂုံးကလိုပဲအဲ့တော့ကြည်ပြီးတောက်ပလာတဲ့နေရာမှာလေအဲ့ဒီပရိဘာကနမိတ်ကလေဒီနမိတ်တွေကကိုယ်နှလုံးသွင်းတဲ့အပေါ်မှာမူတည်ပြီးတော့ပေါ်တာပါအဲ့တော့လူတွေကအမျိုးမျိုးနှလုံးသွင်းတဲ့အခါကျနမိတ်တွေကလည်းအမျိုးမျိုးပေါ်တာပါပဲဝိသုဒ္ဓိမက်တို့မှာနမိတ်တွေအမျိုးမျိုးပြတယ်တချို့ကလဝန်းနဲ့တူတယ်တချို့ကနေဝန်းနဲ့တူတယ်တချို့ကတောက်ရှူးကျယ်နဲ့တူတယ်တချို့ကပလဲလုံးနဲ့တူတယ်တချို့ကစိန်လုံးနဲ့တူတယ်ဗရမ ्या လုံးနဲ့တူတယ်ပိကူမြင်လို့လည်းတူတယ်ဗျာနော်အဲ့တော့ဟောတစ်သားအနှစ်ဒီနော်ပိုင်းစာကလေးသဘောမျိုးလည်းထင်တတ်တယ်ဘယ်လိုပဲထင်အရေးမကြည့်ဘူးနော်အဲ့တော့တစ်မျိုးမျိုးပေါ့ဗျာဒီနမိတ်ထင်ဒါဆရာတို့ကပရိဘာကနမိတ်အဲ့ဒီပฏิဘာကနမိတ်ရောက်ပြီဆိုရင်ဒါဆရာတို့ကဥပဇာရဘာဝနာတက်ပြီလို့ခေါ်တယ်နော်ဒါတော့ဆရာတို့ကအခုရှုပွားနေတာအဲ့ဒါဆရာတို့ဥက္ခနမိတ်မရသေးဘူးဆိုရင်ကိုကကြိုးစားနေရမှာနော်ကြိုးစားနေရမှာဟာဥက္ခနမိတ်ပေါ်ပြီဆိုရင်တော့ဝန်တာကြကောင်းပြီပေါ့ဗျာနော်ကိုကနမိတ်ရပြီကိုအဲ့တော့အဲ့ဒီကနေမှတစ်စစ်ဒီနမိတ်ကိုတခါတည်းစူးစိုက်ပြီးတော့ကောင်းကလို့ကြည်ပြီးတော့တောက်ပသွားပฏิဘာကနမိတ်ဆိုသိဝန်တာကြကောင်းဘာဖြစ်လို့လဲဆိုတော့ပฏิဘာကနမိတ်ရဖို့ဆိုတာမလွယ်ဘူးတဲ့ဗျာနော်ပါရမီရှိလို့တာကိုကကြိုးစားအထုတ်လို့တာရတာပါတဲ့အဲ့တော့အဲ့ဒါလို့ရလာပြီမပြောက်အောင်ထိန်းတော့တဲ့ဒါလို့ပြောတာဒါအမှန်တန်ရခဲတဲ့နမိတ်ဒါကိုကရထားပြီအဲ့တော့နော်ဒီစัจ java ဒီမင်းလောင်းကိုတန်ဒီလွေထားတဲ့အမျိုးသမီးနော်ဒါမိဖုရားဆိုပါတော့ဗောဗျာအဲ့ဒီကိုဝန်ကိုမပြတ်အောင်သူစောက်ထိန်းတဲ့ပုံစံမျိုးကိုဒီနမိတ်နဲ့မပြောက်အောင်စောက်ထိန်းရမယ်ဒါလို့လာတာကိုအဲ့တော့အဲ့ဒါလို့ကြည်ပြီးတော့တောက်ပတဲ့နမိတ်ပေါ်လာပြီဆိုတဲ့အခါနော်ဆရာတို့ကနိဗ္ဗာန်ငြိမ့်သွားပြီငြိမ့်သွားပြီဆိုတော့စိတ်ကလည်းငြိမ့်သွားပြီဗျတဏှာကြီးနှစ်နာကြီးဆိုအလိုလိုသူကငြိမ့်သွားပြီကိုတိတ်ကြိုးစားနေဖို့မလိုတော့သူဟာသူအလိုလိုကိုငြိမ့်မှာပေါ့သူ့ကိုပြလွေအောင်လုပ်เสียမှမရှိတော့ပဲကိုနော်အဲ့တော့ချမ်းသာတာလေအင်မတန်ချမ်းသာတာနော်အင်မတန်ချမ်းသာတာဒီဥပဇာရဇံခေါ်တယ်အဲ့ဒီချိန်ကဥပဇာရဘာဝနာဥပဇာရဇံဥပဇာရတမာတိတူတူပဲဒီနာမည်တွေပေးတာနော်အဲ့တော့အဲ့ဒီခါမှာအင်မတန်ချမ်းသာတာအဲ့တော့ဇံမရောက်သေးဘူးဒါပေမဲ့အင်မတန်ချမ်းသာနေပြီနော်အဲ့ဒါလိုရောက်ပြီးရင်ကိုကအဲ့ဒီနမိတ်ကိုခိုင်အောင်ကိုကြိုးစားပြီးတော့ဒါဆက်ပြီးတော့ကြိုးစားရှုလိုက်မယ်ဆိုရင်ပေါ့ဗျာနော်ဒီနမိတ်မှာအဲ့ဒီနမိတ်မှာအာယုံစူးစိုက်ပြီးတော့တဏှာကြီးနှစ်နာရီငြိမ့်ငြိမ့်ပြီးတော့နေနိုင်ပြီဆိုရင်တော့ပထမဇံရောက်ပြီလို့ခေါ်တယ်နော်အဲ့တော့အပ္ပနာဇံရောက်ပြီဆိုအပ္ပနာဘာဝနာလို့နာမည်ပေးလိုက်တယ်အဲ့တော့ဆရာတို့နော်ဒီအာနာပါနရှုတဲ့အခါအဲ့ဒါလို့၃စိရှိတယ်ဆိုတာလေးကိုသိပါအဲ့တော့ဆရာတို့ရဲ့ဘာဝနာအာယုန်ဒီဝင်လေထွက်လေပဲဆိုတာသိပါနော်ဒီဝင်လေထွက်လေရောက်ဖြစ်လာမဲ့အဲ့ဒီဥက္ခနမိတ်သုံးဖို့ပฏิဘာကနမိတ်ဒါလျင်ဆရာတို့ရဲ့အာယုန်ပဲအဲ့ဒါကနေလွဲလို့တခြားအာယုန်တွေမြင်ရင်အဲ့ဒါအမှန်မဟုတ်ဘူးလို့တော့အာယုန်ပြုတ်တော့နော်တချို့ကအဲ့ဒါလို့ရှုနေဟာကြောက်ကြီးမြင်နေဟာတချို့ကလည်းပဲနော်တခါတည်းအယုစုမြင်တယ်ဟာမသာလောင်းမြင်တယ်ဟာဖယားကြွလာတာမြင်တယ်ဟာယဟန်မြင်တယ်အမျိုးမျိုးမြင်တယ်အဲ့ဒါလို့မြင်တာဒါပုံမှန်ဒါနော်ဒါကိုယ့်ရဲ့စိတ်ကဖန်တီးပေးတဲ့နမိတ်တွေပဲတမာတိအတိတ်ရှိလာရင်အဲ့ဒါကိုကြံစီတဲ့ပေါ်တယ်ဗျာနော်အဲ့တော့ဒါဒီကိုသွားအာယုမယူရဘူးဒီလိုသွားပေါ်နေတာဟာငါဒီကိုယ့်ရဲ့ကတိုင်းနော်ကိုယ်တိုင်းနမိတ်ကနေစိတ်ကပြလွေသွားပြီလို့ဒါကွာမှတ်လိုက်ပါတော့ဝင်လီထွက်လေပဲကွာရှုသွားပါနော်ဒါကြောင့်ဆရာတို့ကဘယ်စီရောက်တယ်ဆိုကိုယ့်ကိုတတ်မှတ်လို့ရတယ်ဗျာအဲ့တော့ဖျားရှုတဲ့နေ့အတိုင်းပြောပြတဲ့အတိုင်းအခုလိုဝင်လေထွက်လေရှုသွားမယ်ဆိုရင်ဒီနမိတ်တွေပုံမှန်ပေါ်တယ်ပုံမှန်ပေါ်တော့ကိုယ့်အစီကတခါတည်းတိတိကျကျတက်သွားတာကိုကသိကြတာပေါ့ဗျာနော်ဆရာတို့ဒီဖောက်တော်ရတယ်မှာသင်ပေးတာအဲ့ဒီအတိုင်းသင်ပေးတာပါကဲဆရာတို့ကအဲ့ဒါလို့နော်ဆရာဒီချမ်းမြေရိပ်သာမှာလာပြီးတော့အမေရိကန်ကျောင်းသားတယောက်လာအထုတ်တယ်ဗျနော်ဒါဆရာတော်အမိတ်ရှိလို့ဆရာတို့သိရတဲ့အကြောင်းပါအဲ့တော့လာအထုတ်တဲ့ခါကျတော့ဒီချမ်းမြေရိပ်သာလေမာစီရိပ်သာကွယ်ပဲသူတို့ဖောင်းနေပိန်နေပေါ့ဗျာနော်ဖောင်းနေပိန်နေနဲ့ဆိုတဲ့ဟာကဆရာတို့ကအလွန်ဆုံးဥပဇာရသမာဓိတိပဲတက်နိုင်မှာပါနော်အဲ့ဒါလို့ဥပဇာရသမာဓိနီးလောက်သူရပုံရတယ်အဲ့တော့စိတ်ကလည်းတော်တော်ငြိမ်ဝတ်လာပြီဟိုကပီတိဒုက္ခကလည်းသိအားကြည့်လာပြီ
အဲ့တော့စောစောမနေ့ကရှာပြောသလိုပီတိစွမ်းအားနဲ့လေတခါတည်းဥပ္ပေကပီတိဆိုတာလွိပြီးတော့ဟိုးကောင်းကျင်မှာတခါတည်းကိုကနော်နေရတဲ့ပုံစံမျိုးဆိုတော့သူကသိနှစ်သက်တာကိုသူအမေရိကန်ကျောင်းသားသိနှစ်တော့ရှာတော့အဲ့ဒီကျောင်းသူလျှောက်တာဟာရှာတော့သိချမ်းသာတယ်တဲ့လွိပြီးတော့ကောင်းကျင်မှာတခါတည်းပြန်နေသလိုပဲသိနေလို့ကောင်းတယ်ရှင်ဗျာပို့ပြီးတော့နေလို့ကောင်းတယ်ဗျာအဲ့တော့ဆရာတော်ကတတိပေးတယ်တခါကြီးအဲ့ဒါအစပဲရှိသေးတယ်ဒါတဲ့ကောင်းတာရှိသေးတယ်အဲ့တော့ဘာဝနာအာယုံကိုပဲအာယုံစိုက်ပါအဲ့ဒီချမ်းသာတာကိုသွားပြီးတော့နော်အာယုံမစိုက်နေနဲ့နောက်နေသူရှုတာသူလျှောက်ထားတဲ့ခါကျတော့အဲ့ဒါလိုပဲစိတ်ကနော်တခါတည်းကောင်းကင်လွိပြီးတော့ချမ်းသာနေတဲ့ဟာပဲသူကထက်ကလျှောက်အဲ့တော့ဆရာတော်ကဒါတဲ့ကောင်းတာရှိတယ်လေတခါကြီးအဲ့ဒါနဲ့ကိုမကြည်နှံ့နေနဲ့ဟာရှင်ဘုရားတပည့်တော်ဒါနဲ့ကြည်နှံ့နေတာဖျားတယ်နော်တပည့်တော်ဒါနဲ့ကြည်နှံ့နေတာတဲ့ဘာဖြစ်လို့လဲတဲ့ဘာဖြစ်လို့လဲဆိုတော့ရှင်မရတဲ့တပည့်တော်တို့အမေရိကန်တက္ကသိုလ်ကျောင်းသူကျောင်းသားတွေလွတ်လပ်တာတဲ့လွတ်လပ်တဲ့ခါကျတော့ဒီကာမဂုဏ်ချမ်းသာကတပည့်တော်တို့အမျိုးမျိုးခံစားတာပဲခံစားတဲ့ခါကျအကုန်ရိုးကုန်တာတဲ့အဲ့ဒါသိမှန်တာဗျရိုးကုန်တာပဲရိုးကုန်တော့အဲ့ဒါအသစ်ဆန်းကိုရှာတာပို့ပြီးတော့စိတ်ကိုတခါတည်းတက်ကြွစေတဲ့အဲ့ဒီအတွေ့အကြုံကလေးတွေလိုချင်တော့လိုက်ရှာရင်နဲ့မူရစ်စေဝါစီရောက်တာအဲ့ဒါလိုကြောက်လူငယ်တွေမူရစ်စေဝါရောက်တာသူပြောတာဗျအဲ့တော့ကျွန်တော်တို့ကအဲ့ဒီမူရစ်စေးပါးကလည်းပဲဟိုဘိန်းဖြူထိတော့မစမ်းရဲဘူးဟီရိုအင်ပေါ့ဗျာအဲ့တော့ဘာစမ်းနေလဲဆို lysergic acid ကိုစမ်းတာတဲ့နည်းနည်းပြော့တဲ့အမျိုးအစားပေါ့အဲ့ဒါလည်းတန်ဖိုးကမကြီးဘူးဗျာတန်ဖိုးကအကြီးပါဗျာအဲ့တော့တပည့်တော်ကတန်ဖိုးကြီးတော့အတွက်ကိုက2ခါလောက်ပဲစမ်းဘူးတာဗျာတဲ့အဲ့တော့နော်စမ်းလိုက်ရင်အဲ့ဒါလိုပဲဗျာတကားတဲ့လူကခါတယ်မြောက်ပြီးတော့တက်ပြီးတော့တကားတဲ့ကောင်းကျင်မှာလွိနေပြီးအပူပင်တောကတွေဘာမှမရှိဆိုအင်မတန်ချမ်းသာလို့တိတ်သဘောကျတာဗျာတဲ့ဒါပေမဲ့များစားရင်ပိဿံကလည်းမတတ်နိုင်ဘူးစွဲသွားရင်လည်းပဲတခါတည်းကိုကနော်ဒီတင်းချိုင်းရောက်သွားမယ်ဆိုတာလည်းသိတော့တပည့်တော်တို့မစားရဲဘူးရလိုက်တယ်ဗျာအခုတပည့်တော်ခံစားနေရတဲ့အဲ့ဒါတဲ့သားတာဗျာအဲ့ဒါပိဿံတပြားမှလည်းမကုန်ဘူးဘာဘေးဟန်တည်းမှလည်းမရှိဘူးတိတ်ကောင်းတယ်တော်ပြီဗျာဒါနဲ့ပဲတပည့်တော်အမေရိကန်ပြောင်းလာမယ်ဆိုတော့ဗျာအဲ့တော့နော်သိမှန်ပါတယ်ရှာတို့ဒီချမ်းသာကအမှန်ဖြစ်နော်ဒီကာမဂုဏ်ချမ်းသာမူရစ်စေဝါချမ်းသာတွေတဲ့အများကြီးသာပါတယ်မူရစ်စေဝါမိအောင်သူလှုပ်ထားတာဒီချမ်းသာမျိုးအပူပင်နဲ့မိအောင်သူလှုပ်ထားတဲ့သဘောပါနော်အခုဟာကကိုကသိနေတာဒီဇန်ချမ်းသာမှာစိတ်ကတခါတည်းနိုးချပြီးတော့သိနေတာအကုန်သိနေတာနော်အင်မတန်ချမ်းသာတာဗျာအဲ့တော့ရှာတို့ကနော်အဲ့ဒါလိုနမိတ်3စိဘာဝနာ3စိပေါ့ဗျာနော်ရှာတို့အာနာပါနတတိမှာဆိုရင်ဆရာတို့ကဒီဥပဇာရတမာတိရောက်ပြီးရင်ကိုကဆက်ပြီးတော့တက်နိုင်တော့ဇန်တမာတိထိတက်တော့မှာပေါ့ဗျာနီးနေပြီကိုတကားဝရောက်နေပြီဗျာနော်တကားဝရောက်ပြီးတော့ကိုကတက်နိုင်တော့တက်တော့မှာပေါ့အဲ့တော့အခုဆရာတို့မြန်မာပြည်မှာရှိတဲ့ရိပ်သားတွေတော်တော်များများကတော့သူတို့ကဝိပဿနာယာနိကနီးဆိုတော့သူကလှုပ်ကြတာနော်ဝိပဿနာယာနိကနီးဆိုတာကဝိပဿနာရှုတယ်ဆိုတဲ့ဟာကသူတို့ကဒီခဏိကသမာဓိဆိုတာလေဥပဇာရသမာဓိနဲ့အစိတူရတယ်အဲ့ဒီသမာဓိရပြီးရင်တော့ဝိပဿနာရှုတယ်ဆိုပြီးတော့သူတို့ကတလူသွားနေကြတာနော်အဲ့တော့သူတို့ကဇန်နေပါတွေတက်တာသူတို့ကမလုပ်ကြတော့အဲ့တော့သူတို့ကဖောက်ဆရာဒီနီးကိုတောင်မှသူတို့ကကကွက်တာနော်တချို့ကတော့ဘာဖြစ်လဲဟာဒါသမထအလုပ်ပဲတဲ့ဒီဇန်ရအောင်လုပ်နေတယ်ဆိုသမထအလုပ်ပဲတက်အချိန်ကုန်တာတဲ့နော်အဲ့တော့အချိန်ကြာနေအဲ့ဒီဇန်တက်မဲ့တူတဲ့ဝိပဿနာဓာတ်ရိုက်လုပ်လိုက်ရောပေါ့တဲ့သူတို့အမြင်ပေါ့ဗျာနော်ဆရာတို့ဖောက်ဆရာတော်လည်းပဲအစပိုင်းကဝိပဿနာယာနိကနီးနဲ့သင်တာပါနော်ဆရာတို့သိရသလောက်ဟိုးဖောက်တော့ရဆရာတော်တရားစပြတဲ့အချိန်ဓကမထံပေးတယ်ဓကမထံနဲ့ဥပဇာရသမာဓိတိရောက်တယ်ရောက်ပြီးဝိပဿနာကူးပေးတယ်ကူးတဲ့အခါကျတော့နော်ကိုကသမာဓိကအားနည်းနေတဲ့အခါသမာဓိမခိုင်ဘူးအဲ့တော့အဲ့ဒီဥပဇာရသမာဓိနဲ့ဒီဇန်သမာဓိအသိကွာခြားတာပါအဲ့တော့ဥပဇာရသမာဓိနဲ့ကိုကနော်ကိုကရှုပွားသွားတဲ့အခါကျတော့သမာဓိကခဏခဏကြတဲ့အခါကျတော့ကိုကအဲ့ဒီပရိစ္ဆသမုပ္ပါအတိတ်ဘဝတွေမြင်အောင်တခါတည်းအဲ့လိုစိုက်ရှုရတဲ့အခါမျိုးဆိုမမြင်ဘူးနော်မမြင်တဲ့အခါသမာဓိကိုပြန်ထူနေရတာကတော့ကြာတယ်တဲ့အဲ့တော့ဆရာတို့ကျမ်းဂန်မှာနှိုင်းရှင်ပြပေးထားပါတယ်ဥပဇာရသမာဓိနဲ့ဒီဇန်သမာဓိနှိုင်းရှင်ပြထားတယ်ဗျဥပဇာရသမာဓိသည်တဲ့လမ်းလျှောက်တတ်ကာစခလေးငယ်နဲ့တူတယ်တဲ့အဲ့တော့လမ်းလျှောက်ကာစခလေးငယ်ကသူကလျှောက်သွားရင်ခဏခဏသူကလဲကြရင်သူဘာပြန်လုပ်ရလဲပြန်ထပြီးတော့လျှောက်ရတာပေါ့ဒီတိုင်းပဲဥပဇာရသမာဓိမခိုင်ဘူးသူကခဏခဏပြန်ပြုတ်ကြသွားမှာပြုတ်ကြသွားရင်ကိုပြန်ပြီးတော့သမာဓိပွားနေရမှာတဲ့ဒါကြောင့်မမြန်ဘူးနှေးတယ်
နော်နောက်တစ်ခါဒီဇန်သမာဓိကြတော့လူကြီးလမ်းလျှောက်တာနဲ့တူတယ်တဲ့ဟောလူကြီးတဲ့လမ်းလျှောက်တစ်နေ့လုံးလျှောက်မလဲဘူးဗျာနော်သူကခိုင်သွားပြီဒီသဘောမျိုးပြီးတော့တမာတိစွမ်းအားကဥပဇာရတမာတိထက်ကိုဇန်သမာတိကတမာတိအစွမ်းအားကြီးတာခုနကဝိတ္တဝိစာရပိတိဒုက္ခဧကဂတဇန်အင်္ဂါတွေပို့ပြီးတော့သူကပြည့်ဝသွားတာပြည့်ဝသူကတခါတည်းနော်ဟိုတိုးတက်သွားပြီဖြစ်တဲ့အခါခါတဲ့ခိုင်တာပေါ့ဒီဇန်ကသိခိုင်တာ9ရက်ထိဝင်စားနိုင်တယ်ဇန်ဝင်စားရတယ်ဆိုဘယ်လောက်အောစရာကောင်းတော့ဆရာလူငယ်တွေကိုတိုက်တွန်းနေဗျာနော်အဲ့တော့ဆရာတို့အခုလို့နော်ဒီဖောက်တော့ရရိတ်တာဒီမှာဇန်ထိသင်ပေးနေတာအဲ့ဒါလာပြီးတော့တအိမ်လုံးလာပြီးတော့ရှုထားကြပါဇန်ရအောင်တအားလုံးရှုထားနိုင်တယ်ဆိုရင်ဟာလကုံခါနီးနော်ကိုယ့်ရဲ့ဟာဝင်ငွေပိဿံအသိမရှိတော့ဘူးဆိုရင်အရေးမကြည့်ဘူးဗျာကဲ9ရက်ဂျန်ငါတို့9ရက်အဲ့ဒါဇန်ဝင်စားကြရအောင်ဆိုအဲ့ဒါနေလိုက်ဗျာထမင်းချက်ဖို့မလို့ထမင်းချက်ဖို့မလို့ဗျာတခါတဲ့အဲ့ဒါဇမ်ပီတိနဲ့ပဲနေသွားလို့ရတာသိကောင်းတာနော်အဲ့တော့ဟိုဆရာသမားတွေကိုသူတို့ကတင်စားပြီးတော့ပြောတာကိုဟုတ်လားအဲ့တော့တပြိမရှာတပြားမရှိပီတိကိုစားချမ်းသာပါ၏ဆိုတော့ပြောတာကိုအဲ့တော့ပီတိကိုစားပြီးတော့ချမ်းသာတယ်ဆိုတာဇံရမှာချမ်းသာမှာဗျဇံမရပဲနဲ့ပီတိစားလို့မနေလို့မရဘူးနော်အဲ့တော့ဆရာတို့နော်ဒီဇန်သမာဓိကအမှန်တန်ချမ်းသာတာပါသိကောင်းတာပါနောက်တစ်ခုအရေးကြီးတာကဆရာတို့ဥပဇာရသမာဓိရောက်တဲ့အခါနော်ဒီဆရာတို့ဘိဓမ္မာအားဖြင့်သိတဲ့အခါပူနာလေတာပေါ့လေအဲ့တော့စိတ်ကအဲ့ဒီဇန်စိတ်မှာစိတ်ကသူကမခိုင်တဲ့အခါကျတော့သူကဘဝင်စိတ်ကိုသူကကူးသွားတာဘဝင်စိတ်ဆိုတာကဆရာတို့အိပ်ပျော်နေတဲ့အခါဖြစ်နေတဲ့စိတ်မျိုးဘာအာယုံမှမသိတဲ့အခါမှာဖြစ်နေတဲ့စိတ်မျိုးဒါဘဝင်စိတ်လို့ခေါ်တယ်ဒါဘဝအသက်ရှင်နေအောင်လုပ်ပေးတဲ့စိတ်လို့ခေါ်တယ်ဘဝင်စိတ်အဲ့ဒီဘဝင်စိတ်ဖြစ်နေရင်ဆရာတို့အိပ်ပျော်နေတယ်လို့ပဲဘာမှမသိဘူးနော်ဒါတချို့လူတွေကအဲ့တော့နော်တရားရှုလို့နည်းနည်းလေးတမာတိကောင်းလာတဲ့ခါကျတော့အထူးသဖြင့်ဝိရိယပျော့သွားရင်အဲ့ဒါဘဝင်ကြသွားဘဝင်စိတ်ကြသွားရင်ဘာမှမသိတော့အဲ့တော့တဏှာရေလုံးထိုင်လဲတဏှာရေလုံးသူထိုင်နေတာပဲနော်အဲ့တော့ထားတဲ့ခါသူထားတယ်တချို့ကထင်းနေတာအဲ့ဒါလို့ရောက်နေဟာငါဘာမှမသိတော့နောက်တစ်ခါတည်းငြိမ့်နေပြီဆိုတော့အဲ့တော့မက်ဖို့နိဗ္ဗာန်ရပြီးတောင်တို့ကသွားထင်တယ်ဗျာနော်အဲ့ဒါမဟုတ်ဘူးခေါင်းကဆရာတို့ကတမာတိတောင်ထူလို့မထူလို့မပြနော်ကိုကမပြည့်စုံသေးဘူးဝိပဿနာလည်းမရှိရသေးဘူးဘလို့လုပ်ပြီးတော့နိဗ္ဗာန်သွားပြီးတော့မျက်မှောက်ပြုတ်ပါမလဲနော်အဲ့တော့ခေါင်းကဘဝင်စိတ်ကျသွားတယ်အဲ့ဒါအဲ့ဒါလို့ဘဝင်စိတ်ကျသွားရင်ဘာမှကိုမသိဘူးဆိုတော့နော်အဲ့တော့တမာတိကိုကဒီဝိပဿနာမတက်ဘူးပေါ့ဗျာဒီမှာပဲကိုကနေနေတဲ့သဘောမျိုးပေါ့အဲ့ဒီအန္တရာယ်ကလည်းရှိတယ်နော်အဲ့တော့ဆရာတို့ကဒီဇန်သမာတိကြတော့အားကသိကောင်းတာကဲဆရာဆက်ပြီးတော့ပြောမယ်ဗျာအဲ့ဒီဇန်သမာတိနဲ့ပတ်သက်ပြီးတော့နော်ဆရာတို့ဖောက်တော်ရဆရာတော်ကတိတိကျကျသွားတာဗျာနော်အဲ့တော့ဒီလူဒီဥပဇာရသမာတိရတယ်ဆိုတော့မှန်သလားပထမဇန်ရောက်တယ်ဆိုတော့မှန်သလားနော်အဲ့တော့ဒါကိုလေတိတိကျကျသတ်မှတ်နိုင်ဖို့သိအရေးကြီးတာအခုဝိပဿနာယာနိကာလို့ကူးနေတဲ့လူတွေသူတို့ကအာနာပါန3ရက်လောက်ရှုခိုင်းတယ်နော်3ရက်ခွဲရှုပြီးရင်တော့ဝိပဿနာကူးပြီလို့သူကပြောတယ်အဲ့တော့ဝိပဿနာရှုတယ်ဆိုတာကပါရမတ်ယုံနာနေမြင်ရတယ်ဗျာစိတ်စိတ္တိတွေမြင်ရတာမမြင်မဲနဲ့ရှုလို့မရဘူးဆိုတာဆရာတို့ကအကျမ်းဂန်မှာထင်ရှားရေးထားတာပါဆရာလည်းပဲမြတ်ပါအောင်လားဒီအမြတ်ဆုံးပန်းတဲ့ဧကံပိုင်စသည်မှာကျမ်းကိုကျမ်းကားတွေနဲ့ဆရာတို့ပြထားပါတယ်ဖောက်ဆရာတော်ဆိုတာဒါအသေးစိတ်ပြတာပါပဲနော်ဆရာတို့ကစိတ်စိတ္တိယုံမှမတွေ့ဘူးဆိုရင်ဝိပဿနာဘယ်လို့မှရှုလို့မရအဲ့တော့အဲ့ဒါလေအစစ်မမီပဲနဲ့တမာတိအစစ်မမီနဲ့လေဘယ်လို့မှမမြင်ဘူးဘယ်လို့မှမမြင်ဘူးဒါကြောင့်ဆရာတို့ဖောက်တော်ရမှာဘုန်းကဥပဇာရတမာတိရောက်သလားမရောက်ဘူးလားဒါသတ်မှတ်တဲ့နည်းနော်သတ်မှတ်တဲ့နည်းကအဲ့ဒီဥပဇာရတမာတိရောက်ရင်နမိတ်ပေါ်နေရမှာနော်ပฏิဘာကနမိတ်ပေါ်နေရမှာဒါနံပါတ်1ပဲဒါအင်မတန်ထင်ရှားတဲ့အထောက်ထားနော်ပฏิဘာကနမိတ်ပေါ်လာပြီဆိုရင်တော့အလင်းကလည်းအင်မတန်လင်းအဲ့ဒီခါကျရင်ယောဂီတွေဘာပြောလဲဆိုဟာနော်မာဂျူရီမီလင်းလို့ပဲဟာနေမင်းကြီးလို့ပဲတခါလဲလင်းနေတယ်ဆိုတော့ပြောကြတယ်တချို့ကအဲ့လိုတိတ်လင်းတော့ပေါ်အမျက်လုံးမှာဖွင့်ချင်းမိတယ်နော်ဘာလင်းများပါလိမ့်ပေါ့မဟုတ်ဘူးဒါကွန်းကဘာဝနာစွမ်းအားကြောင့်လင်းတဲ့အလင်းပဲဒါကြောင့်အဲ့ဒါနော်နံပါတ်1ကနမိတ်ပေါ်ရမှာဒီနမိတ်မှန်မှန်ပေါ်ရမယ်နံပါတ်2အဲ့ဒီအလင်းအင်မတန်လင်းတဲ့အလင်းရရမယ်နံပါတ်3စိတ်ငြိမ်ဝတ်နေရမှာဒီစိတ်မှာတခါလေးနော်ကွန်းကနိဗ္ဗာန်နဲ့မရှိတော့ဘူးနိုးကြထကြွနေရလှုပ်ဆော်တဲ့ဟာဘာမှမရှိငြိမ်ပြီးတော့နေနေရမှာနော်ဒါလည်းအင်မတန်ထင်ရှားတဲ့ဟာပဲပြီးတော့တခါအဲ့ဒီဥပဇာရသမာဓိမှာပဲနော်ဥပဇာရသမာဓိမှာပဲအဲ့ဒါ
မျက်စိပိတ်ထားရင်းနဲ့ကြည့်အကုန်မြင်နေတယ်ဗျာမြင်နေပြီဟောမျက်စိဖွင့်ပြီးတော့ကြည့်နေတာထက်ကိုပုံမြင်တာနော်အခုဆရာတို့ဒီမှာမြင်နေရတယ်ပြင်ဆရာပြောတယ်မနေ့ဟိုတနေ့တုန်းကဆရာတို့လူမျက်စိကခွေးကြောင်ကြွက်မျက်စိလောက်တော့မကောင်းဘူးလို့ပြောတယ်ဟာအဲ့ဒီဥပ္ပဇာရသမာဓိရောက်ရင်ပိတ်တာတွေမြင်ပြီဗျနော်ဟောတစ်ပင်တွေမှာနတ်တွေရှိတာမြင်ပြီဗျအဲ့ဒီထိကိုမြင်နိုင်တာအဲ့တော့ဆရာတော်ကအဲ့ဓာတွေကြည့်တာပါတော့ကိုအားမပေးဘူးနော်ဆရာတော်က तू ကဝိပဿနာဒီဘာဝနာတက်ဖို့ပဲ तू ကအားစိတ်တာကိုကဲအဲ့ဒါလို့မြင်ရင်အဲ့တော့ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့စိုက်ကြည့်စမ်းပါတဲ့နော်အဲ့တော့ဘယ်ကနေစလဲဆိုတော့ तू ကသပင်ကိုကြည့်စမ်းပါဦးတဲ့သပင်မြင်သလားတဲ့ဆရာတို့ဥပ္ပဇာရသမารီရှိမျက်စိပိတ်ပြီးတော့ကြည့်သပင်မြင်သွားတာပဲမှန်ကြည့်တယ်လို့ပဲတခါလေးမြင်ရမှာဟောမွေးညင်းနေကြည့်တကူလုံးမွေးညင်းတခါလေးမြင်သွားလိမ့်နော်ခြေသေးလက်သေးလက်ဘလို့ပဲထားခြေသေးလက်သေးတွေပေါ်နေတာသွားဆိုတာပိတ်ထားဘလို့ပိတ်အကုန်မြင်နေ36ချောင်းဘယ်နေရာပူးစားရလဲအကုန်မြင်နေဗျနော်အဲ့တော့သပင်မွေးညင်းခြေသေးလက်သေးသွားအရေးဒါကအပြင်ကွဋ္ဌာသ၅ခုဒီအပြင်ကွဋ္ဌာသ၅ခုမြင်ပြီးအတွင်းကွဋ္ဌာသဝင်ပြီးအသားကိုကြည့်အကျော်တွေကိုကြည့်နော်အကျော်တွေကြည့်ပြီးအယိုးရိုးတွင်းချင်းစီအသေးအဆုပ်နှလုံးဥသိဥမအဲ့တော့32ကွဋ္ဌာသအထိအကုန်မြင်ရမယ်ဗျာဥပ္ပဇာရတမာတိရှိအဲ့ဒါမြင်တယ်ဗျာနော်အဲ့တော့ဆရာတို့အဲ့ဒါကိုကဒါဆုံးဖြတ်လို့ရတာပဲကဲဘယ်နည်းနဲ့ပဲသုံးပါဆရာတို့ကနော်အဲ့တော့ဆရာတို့ဒီ the end justifies the means ဆိုပြောတဲ့အတိုင်းပေါ့လေကိုရတဲ့ဒီစွန့်ရည်ကတကယ်ပြည့်တယ်ဆိုရင်ဟာကိုလှုပ်ရှုတဲ့နေရာမှန်တယ်ဆိုတာကိုဆရာတို့လက်ခံနိုင်ပါတယ်ဗျအဲ့တော့အဲ့ဒါလို့မှမရဘူးဆိုရင်ဝိပဿနာဘယ်လို့မှမရှုနိုင်ပါဘူးအဲ့တော့ဆရာတို့ကဒီလိုဥပ္ပဇာရတမာတိရောက်တယ်ဆိုရင်ဒီလိုမြင်နိုင်နေဆိုတဲ့အထောက်ထားတွေကဆရာတို့ကနော်ကျမ်းဂန်မှာလည်းအတိအကျပေးထားတာပါဆရာတို့ဖောက်တော့ရမှာဆိုရင်ဒါတွေကအယောဂီအများကြီးမြင်တာဗျာဒါကအမှန်ထင်ရှားတာပါအဲ့တော့ကျမ်းဂန်အထောက်ထားလေးဆရာတို့ကြည့်လိုက်မယ်ဆိုရင်နော်ဟိုးဆရာတို့အနာတပိန်တထေးအဲ့ဒီအနာတပိန်တထေးကသူကကုံကူးတာကိုဗျတထေးဆိုတော့လေကုံတယ်လောက်ရတာပဲလှဲ900နဲ့သူကဟိုးရာဇကြိုစီသွားရာဇကြိုမှာသူ့ရဲ့နော်အဲ့ဒီရောက်ဖရှိတာကိုရောက်ဖတထေးကြီးစီရှိတယ်အဲ့ဒီရောက်ဖစီမှာသူကသွားတဲတာသွားတဲတဲ့အခါကျတော့ခါတိုင်းဆိုရင်အဲ့ဒီရောက်ဖကဟိုးတယူဇနာလောက်ကိုကြိုပြီးတော့သူ့ကိုလာကြိုတယ်အဲ့ဒီအခောက်ကြတော့လာမကြိုဘူးဟိုရောက်ကြတော့လေသူ့ကိုနော်ဝတ်ကြည်တန်းကြည်လောက်ပဲနှုတ်ဆက်တယ်ဟာတထေးမင်းလမ်းမှာချောမောလာခဲ့နိုင်ရလားဟာချောမောပါလေကဲတထေးမင်းမောနေပြီဟိုအထက်ပြားသားတက်ပြီးတော့နော်နားပါတော့ဆိုတော့သူကစကားတခွန်းပဲပြောတော့ဘာများထူးတာလေအဲ့တော့ကြည့်လိုက်တော့သူကအလုတ်တွေများနေတာဟိုချက်ပြုတ်နေတာလည်းမြင်တော့ဟာတထေးမင်းဘာတွေအတွက်အလုတ်များနေတာလေမနဲ့ဖန်မြတ်စွာဘုရားနဲ့တန်ခါ900ကိုဆွမ်းကျွေးဖို့ဆွမ်းချက်နေတာနော်နောင်တော်လို့ပြောလိုက်တဲ့အခါကျတော့မှဟာမြတ်စွာဘုရားပွေနေတာလားတဲ့ပွေပြီတဲ့မြတ်စွာဘုရားဟာတလို့ဆိုရင်ကျွန်တော်သွားဖူးခြင်းပါတယ်တဲ့ကျွန်တော်ပို့ပေးပါတယ်ဟာအခါနှောင်းသွားပြီမြတ်စွာဘုရားကအဲ့ဒီတင်းချိုင်းရဲ့အလွန်နော်အဲ့တော့တိထဝနထောအုပ်မှာတရင်သုံးနေတယ်ခဏသွားဖို့မသိလျော်တော့ဘူးမနဲ့မိုးလင်းရင်တော့လိုက်ပို့ပေးပါမယ်တတိမင်းလိုက်ပြီးအပေါ်မှာပဲခုနှစ်ထပ်ပေါ်မှာပဲပြတ်သက်ပေါ်မှာပဲအနာယူပါအဲ့တော့ तू တက်သွားတာတော့အိတ်တာဗျနော်အိတ်ပေမဲ့လေဖယားဆိုဖယားပွေတာကြားတယ်ဆိုနေသူတို့ကဖယားကိုအင်မန်ကြီးညိုတဲ့ကိုဗျတတ္တာတရားသိအားကောင်းတာတခါတည်း तू အိတ်နေပေမဲ့ဖယားပဲနှလုံးသွင်းနေတယ်ဆိုတော့ကျတော့ဗုဒ္ဓနုတ္တိရှုတာနဲ့တူသွားတာပေါ့ဖယားရဲ့ဂုဏ်တော့နှလုံးသွင်းနေတဲ့သဘောမျိုးကို12နာရီလောက် तू နိုးလာတော့ကြည့်လိုက်တော့နက္ခတ္တရကြည့်တာဟာစောသေးတယ်ပြန်အိတ်ဟာ2နာရီလောက်နိုးပြန်ပြီဟာစောသေးတယ်တခါပြန်အိတ်3နာရီလောက်တခါနိုးပြန်တဲ့အခါကျတော့အကုန်လင်းနေတယ်သူစိတ်ထဲဟာမိုးလင်းနေပြီဘယ်သူမှလည်းမထသေးပါလားကဲငါသူများမနှိုးတော့ငါသွားတော့မယ်အဲ့ဒီခုနှစ်ထပ်ပေါ်ကနေဆင်းပြီးတော့တကားဖွင့်ဟိုလမ်းမကြီးတိုင်းသူသွားလိုက်တဲ့အခါကျတော့လေမြို့တကားကလည်းနတ်တွေဖွင့်ပေးထားတယ်ဗျာအဲ့တော့သူခါတဲ့ရှောက်ထွက်သွားတာပေါ့မြို့တကားထွက်တယ်နဲ့သုတ်တန်နဲ့ရောက်နေပြီသူမသိသေးဘူးတကားဖယားအာယုံယူတော့သူကရှောက်သွားနေတာကိုရှောက်သွားရင်းနဲ့ဟိုတုန်းကတင်းချိုင်းနေမှာအလောင်းကောင်နဲ့ဒီတိုင်းလာပစ်ထားတာကိုရှောက်ရင်းနဲ့ခလုတ်တိုက်လိုက်တော့ကြည့်လိုက်တော့ဟာလူတွေအလောင်းတွေအများကြီးတွေ့လိုက်တော့နော်ဟာလူတွေအလောင်းတွေဆိုတော့ကွာထိတ်လာသွားတာနဲ့အဲ့ဒါဒေါသမှုစိတ်ဖြစ်သွားတာပဲကြောက်လာတယ်ဆိုရင်ဒါဒေါသစိတ်ဖြစ်သွားတာကုသိုလ်စိတ်မဟုတ်တော့ဒေါသစိတ်ဖြစ်တာနဲ့မှောင်သွားဟောဗျာချက်ချင်းမှောင်သွားဟာမိုးမလင်းသေးပါလားတင်းချိုင်းကုန်းနဲ့ဖြတ်နေရတယ်ဆိုမဖြစ်ဘူးငါပြန်လှည့်တော့မှာပဲကြောက်လာတာပေါ့ဗျာ
အဲ့ဒီခါမှအဲ့ဒီနတ်ဘလူးတယောက်ကနော်သူအတန်ပေးတယ်တတိမင်းဆက်ပြီးတော့သွားပါဖယားထံတတိမင်းအခုသွားနေတဲ့ခြေလှမ်းတိုင်းဟာစင်တသိမြင့်တသိမကတံမိုးကြီးတယ်ဆက်သွားပါဟာအဖော်ရှိတာပဲအဖော်ရှိတာပဲငါ၆ဖို့မလိုဘူးဆိုပြီးတော့ဟာတခါဖယားအာယုံသူပြန်ယူပြန်ရောဗျာဖယားအာယုံယူလိုက်တော့ကုသိုလ်စိတ်ပြန်ဖြစ်တော့လင်းပြန်လာကိုလင်းပြန်တော့ဆက်သွားပြန်တာဟောဖယားအာယုံရင်းနဲ့လမ်းရင်းတော့လှမ်းလျှောက်ရင်းနဲ့တော့ကြအလောင်းကောင်သူကနေမိတော့လှသွားတော့မှောင်တော့ပြန်ရောနော်ဘလူးကအဲ့နတ်ဘလူးကအတန်ပေးပြန်ရောသူကတခါတည်းဆက်သွားတာအဲ့တော့ဆက်သွားတော့ဖယားထံရောက်ပါတယ်နော်ဖယားထံရောက်တဲ့အခါသူကလည်းအဲ့ဒီမှာစိတ်အကြံကဖြစ်သေးတာလို့ရအဲ့တော့ဖယားဆိုတာဖယားစစ်ဟုတ်ရလားဖယားစစ်ဟုတ်ခဲ့ရင်နော်ငါရဲ့နာမည်အမှန်ကိုဖယားသိရလိမ့်မယ်ငါနာမည်ကိုခေါ်ပြီးတော့နော်သူဒါငါ့ကိုဒါနှုတ်ဆက်ပါစီပေါ့သူကတလို့အဋိဌံသွားသူ့နာမည်ခေါ်တယ်ဗျာဖယားသိနေတာပဲကိုနော်အဲ့တော့သူကအနာတပိန်ဆိုတာကဒီဆင်းရဲသားတွေကိုဆွမ်းပေးလှူတဲ့ပုဂ္ဂိုလ်ဖြစ်လို့အနာတပိန်အနာထပိန်တိကပေါ့ဗျာအဲ့တော့သူ့ရဲ့ငယ်နာမည်ကဘယ်သူမှမသိဘူးဗျာနော်အဲ့တော့ဖယားကခေါ်ပြောလိုက်တော့သူကတိတ်ကြည်ညိုသွားတာကိုကြည်ညိုပြီးတဲ့အခါသူဖယားကိုလျှောက်တာအဲ့တော့နတ်နဲ့အချိန်အဲ့ဒီအချိန်ကမိုးမလင်းသေးပဲဖယားအဲ့ဒီတောအုပ်ထဲမှာဇင်းညာလျှောက်သူလာနေမှဖယားသိနေတာကိုအဲ့တော့အင်မနာလဲချမ်းရည်တဲ့အခါဆိုတော့နော်အဲ့ဒီတတိကသူဖယားလည်းသိကြည်ညိုအရှင်ဘုရားဒါလောက်ချမ်းရည်တဲ့ຢာတိမှာနော်အရှင်ဘုရားချမ်းချမ်းသာသာတရင်သုံးရဲ့လားဆိုတော့သူကတလို့မေးတာအဲ့တော့ဖယားကလည်းပါဖြေလေကိလေသာကုန်ခန်းနေတဲ့ယဟန္တာတွေဖို့မချမ်းသာတာဆိုဘယ်တော့မှမရှိဘူးတဲ့အမြဲချမ်းသာတာပါတက္ကကြီးဆိုပြီးတော့အဲ့ဒီမှာ तू ကနော်သူ့ကိုဘုရားကဒါနကထာသီလကထာတက်ကကထာအာဒီနဝကထာမက်ကကထာပေါ့ဗျာအဲ့ဒါလို့အစဉ်တိုင်းဟောသွားတဲ့အခါဒီယုံနံဖြစ်ပြရောက်တဲ့အခါကျတမာတိရှိတဲ့အခါ तू ကနှလုံးသွင်းလို့မြင်တာကိုနော်ဒါရောက်တရားဆုံးတဲ့အခါ तू သောတာပန်ဖြစ်ပါတယ်ဟောဆရာတို့မြို့လှဆရာတော်ဆိုတာရှိတယ်တဲ့ဗျာအဲ့ဒီမြို့လှဆရာတော်ရဲ့နော်ထူးခြားချက်အဲ့ဒါလူတွေကဘာတွေ့ရလဲဆိုအဲ့ဒီကပ္ပိယအဲ့ဒီမြို့လှဆရာတော်ရဲ့ကပ္ပိယကိုသူတို့ကဒီသူ့ရဲ့မျက်စိကိုတခါတည်းနော်ဒီပွားဗျူတွေနဲ့အဲ့ဒါအထထတခါတည်းမျက်နှာသုတ်ပွားတွေနဲ့သူ့ကိုပိတ်ထားပြီးတော့အဲ့ဒါသူ့ကိုတရားရှုခိုင်းပြီးတဲ့အခါကျရင်အဲ့ဒါသူ့ကိုမြင်လားမမြင်လားအဲ့ဒါအမျိုးမျိုးအဲ့ဒါသူ့ကိုကြည့်ခိုင်းတာသူအကုန်ကြည့်လို့မြင်နေတာနော်ကြည့်မြင်နေတဲ့ခါကျတော့လူတွေကဟာအိုးပြီးတော့ဒါလာပြီးတော့အဲ့ဒီမှာလာပြီးတော့မိကြမြန်းကြတာကိုအဲ့တော့ဘာဖြစ်လို့မြင်လဲဆိုတော့ဆရာတော်အခုမှသဘောပေါက်တာပေါ့ဗျာဒါဥပဇာရသမာဓိသူရောက်လို့သူကမြင်နေတာပဲမျက်စိကဦးကြီးပြောတယ်လို့ဘလောက်ပဲအရေးမကြီးဘူးမြင်တာပဲပေါ့ကိုကဒီမျက်စိနဲ့ကြည့်တော့မှမဟုတ်ပဲဒီစိတ်မျက်စိနဲ့ကြည့်နေတာဗျအဲ့တော့ဆရာတို့ကဟောနော်ဒီဥတောင်းဆရာတော်ဘုရားတို့သုံးလုံးဆရာတော်ဘုရားတို့ဆရာတို့တရင်ကြရတယ်ထေရုပ္ပတိတွေဖတ်ရတယ်ဥတောင်းဆရာတော်ဘုရားဆိုရင်ဆရာတို့ရန်ကုန်တက္ကသိုလ်ကနော်ဆရာတို့အဲ့ဒီလိလာရေးအဖွဲ့150ကားကြီး5စီးနဲ့သွားကြတာဗျာအဲ့တော့အင်းလေးရောက်တဲ့ခါကျတော့အကြံပေးကြတယ်ဟာကျွန်တော်တို့ဥတောင်းဆရာတော်ဖူးကျင်တယ်အဲ့တော့အချိန်ကလည်းနည်းနည်းတော့အချိန်နှောင်းနေပြီဟာအများစုကဖူးကျင်တယ်ဆိုတော့သွားကြတာဆိုတာ10နာရီမှရောက်တာတဲ့ဥတောင်းဆရာတော်ရှိနေစဉ်ကာလအဲ့တော့ဆရာတော်သွားပြီးတော့ဥတိုက်ဖူးတဲ့ခါကျတော့ဆရာတော်ကသွားတကားတို့တက္ကမတို့စားလောင်နေကြပြီဆွမ်းချက်ယုံသွားပါဆွမ်းစားကြပါလူ150စာအတွက်ချက်ခိုင်းတာတယ်ဗျာနော်ကျိုးချက်ခိုင်းတာအဲ့တော့ဆရာတော်မြင်နေတာပေါ့ဗျာဒါလာနေတယ်ဆိုတာမြင်နေတယ်ဆိုတာပြတာပဲအဲ့တော့ကုံလုံးဆရာတော်ရဲ့ထေရုပ္ပတိမှာလည်းဆရာတော်ဖတ်ရပါတယ်နော်အဲ့တော့တနေ့မှာဆရာတော်ကနော်အဲ့ဒီကျောင်းမှာတရင်သုံးရင်လည်းကပ္ပိယခေါ်ဟဲ့ကပ္ပိယကျောင်းဝမှာသွားစောက်စမ်းဂျစ်ကားတစ်စီလာနေတယ်အဲ့ဒီဂျစ်ကားရောက်လာတယ်ဆိုရင်ကျောင်းထဲပြေးမဝင်နဲ့ကျောင်းပြင်မှာပဲရခိုင်းလူတွေပဲဝင်ခိုင်းပါအဲ့တော့ကပ္ပိယသွားတော့စောက်နိုင်ဝက်လောက်ကြာမှဂျစ်ကားရောက်လာတယ်ဗျာဟာဆရာတော်မေ့ရှိတယ်ခင်ဗျားတို့ဂျစ်ကားပြင်မှာပဲရပါလူပဲဝင်ကြပါအဲ့တော့ဒီဂျစ်ကားဘာဖြစ်လို့ဆရာတော်ပြေးမဝင်တယ်လေစုံစမ်းကြည့်လိုက်တဲ့အခါကျတော့ရွာတရွာမှာဝက်သားရောင်းတာပေါ်လို့အဲ့ဒါဝဲလာကြတာဗျာဝက်သားအစိမ့်တွေပါလာလို့ဗျာဆရာတော်ကတတ်လို့ဆိုတဲ့အခါကျဒါကြောင့်ဒီဝက်သားစိမ့်ကိုကြောင်းထဲပြေးမဝင်ဘူးဆိုတော့ကြိုတင်ပြီးတော့သိနေတာပေါ့နော်အဲ့ဒါလို့ကြိုတင်သိနေတဲ့ဟာကိုဘယ်လိုလုပ်သိတယ်လဲဆိုတော့ဆရာတို့ကလက်ဥကတော့အပင်ញင်ရတဲ့အတွက်သိသလားဆရာတို့ကဒါလို့စိတ်ဓာတ်ဖြစ်မိတာအဲ့တော့အခုမှဆရာတို့ဖောက်တော့ရရောက်လာတဲ့ခါကျတော့မှဩဒါလို့မြင်သိနေတာက
နော်ဆရာတို့ဖောက်တော့ရမှာလဲမင်းနေသိနေတာပါလားဆိုတော့ဒါဥပ္ပဇာရတမာတိရရင်ကိုသိနိုင်တယ်ဗျာနော်အဲ့တော့ဆရာတို့ဇန်တမာတိရတဲ့ခါကျတော့ဟောပို့ပြီးတော့တမာတိအားကပူကြည့်သွားမှာကိုအဲ့တော့ဆရာတို့ကအဲ့ဒီအထူးတစ်ဖြစ်ဒုဒ္ဒဇံရောက်သွားရင်အမှန်ကောင်းနော်ဆရာတို့ကဒီကကွန်းကနမိတ်လေးပေါ်လာပြီဆိုဒီမှာဒါကိုကဒီအာနာပါနကကိုယ့်ဟာကိုယ်ပြန်ရှုလို့ရတယ်နော်အခုဆရာတော်ဟောထားတဲ့ဒီတရားစုပ်လေးကရထားပြီအခုဆရာတို့ဟောပြထားတာလည်းနားလေသဘောပေါက်နေပြီဆိုတာကိုယ့်ဟာကိုယ်ရှုရင်မရဘူးလားနော်ရှုလို့ရလို့အဲ့ဒီနမိတ်လေးပေါ်လာရင်ကြီးလာပေါ့ဗျာဒီလိုနော်အဲ့တော့အဖြူနမိတ်လောက်ရပြီဆိုရင်တော့မချဘူးဒီမှာ2ရက်3ရက်နဲ့တက်တာဇံရောက်တာပဲနော်ဇံရောက်ပြီးပထမဇံရောက်ပြီးဒုတိယဇံလွဲပါတယ်ဒီပထမဇံနိုင်နေအောင်ဆရာတော်ကလေ့ကြည့်ခိုင်းတယ်အဲ့ဒီမှာဇံရမရဆိုလည်းသိချအောင်အဲ့ဒီဇံအင်္ဂါတွေမြင်အောင်ရှုခိုင်းတယ်ဗျာအဲ့တော့ဆရာတော်ဥပ္ပဇာရတမာတိသို့မဟုတ်ဇန်တမာတိရောက်လာကိုယ်စိတ်ကြည့်လို့မြင်နေပြီအဲ့တော့ဒီစိတ်ကဘယ်မှာဖြစ်တယ်လဲဒီဇန်စိတ်တွေကနှလုံးသွေးထဲမှာဖြစ်တာနော်ဆရာတို့နှလုံးသွေးထဲမှာဟတ္တယဝတ္ထုလို့ခေါ်တဲ့ဒါရုပ်နော်ရုပ်မှုန်ကလေးတွေရှိတယ်အဲ့ဒီရုပ်မှုန်ကလေးပေါ်မှာမှီပြီးတော့မှဒီဇန်စိတ်တို့ဘဝင်စိတ်တို့ကဖြစ်တာဘဝင်စိတ်ကဆရာတို့ရဲ့မနောဒွါရခေါ်တယ်နော်မနောဒွါရဆိုစိတ်တကားပါဟုလို့ဆရာတို့ပြောနေတာအဲ့ဒါဘဝင်စိတ်ပဲအဲ့တော့ဒီဇန်တမာတိဥပ္ပဇာရတမာတိရတယ်လူကိုယ့်ရဲ့နှလုံးသွေးကြည့်လိုက်ရင်အဲ့ဒီဟတ္တယဝတ္ထုမှီပြီးတော့ဒီဘဝင်စိတ်ဖြစ်နေတာမြင်နေဗျာကြည်ပြီးတော့ကျေတာရလို့ပဲမြင်တောက်ရှုကျေလို့ပဲဒါကြောင့်သူ့ကိုမနောအကြည်လို့သူတို့နာမည်ပေးတယ်အဲ့ဒီဆရာတို့ဇန်ရသွားရင်ကိုဒီဇန်စိတ်ကိုပြန်ကြည့်တဲ့အခါမှာတော့ဇန်စိတ်ကမရှိတော့ဘူးပေါ့သူချုပ်သွားပြီအခုကြည့်တဲ့စိတ်ကိုဗျကြည့်တဲ့အခါမှာဇန်စိတ်ကမရှိဘူးမရှိပေတော့လည်းပဲအဲ့ဒီချုပ်သွားတဲ့ဇန်စိတ်ဒီအဲ့ဒီမနောဒွါရမှာပေါ်တယ်ဗျာဒီမနောဒွါရအမှန်အောစရာကောင်းတာအတိတ်အာယုန်ကြီးယူနိုင်တာဗျာသူအတိတ်အာယုန်ကြီးယူနိုင်တာဒါတော့ကိုယ့်ရဲ့ဇန်စိတ်ကိုပြန်မြင်အောင်ကြည့်တာဒီနော်မနောအကြည့်မှာကြည့်တာကြည့်လိုက်တော့ဇန်စိတ်မှာဒီဇန်အင်္ဂါတွေဝိတက်ဝိစာရပိတိဒုက္ခအက္ခရာအဲ့ဒါဖြစ်နေတာမြင်အောင်ချိခိုင်းတာဝိတက်ကအကောင်ထဲရှိတာမဟုတ်ဘူးစိတ်တွေဆိုတာကဒါပေမဲ့အဲ့ဒီစိတ်စေတသိက်ဒီဘာဝနာအာယုံပေါ်ရောက်အောင်တင်းတင်ပေးနေတဲ့သဘောသိတယ်ဗျဒါဆိုရင်ဝိတက်ရှိတယ်လို့သိတယ်ဝိစာရဒီအာယုံသုံးသပ်တယ်ပီတိနှစ်သက်ဝမ်းမြောက်နေတဲ့သဘောကိုကသိတယ်ဒုက္ခအမှန်ချမ်းသာတဲ့ခံစားမှုဧကဂရစိတ်စေတသိက်စုစည်းပြီးတော့တခါတည်းနော်ငြိမ်ဝအောင်ထိမ့်ပေးထားတဲ့သဘောဒီသဘောဒီမြင်တဲ့ဇန်အင်္ဂါတွေမြင်တယ်လို့တို့ခေါ်တာပဲနော်ဒါကြောင့်ပထမဇန်ရရင်လေရမှန်တိတိကျကျကဲဒီဇန်နိုင်နေပြီဆိုတဲ့အခါကျတော့ဒုတိယဇန်တက်တဲ့အခါကျတော့ဒီဇန်အင်္ဂါ၅ပါးအ ਨੇ ကဝိတက်ဝိစာရဖြုတ်တယ်ဗျ။ဘာဖြစ်လို့လဲဆိုတော့ဒီဝိတက်ဝိစာရကခုနကဇန်ရောက်အောင်သူကဝိုင်းပြီးတော့ပဘိုးပေးလိုက်ပေမဲ့ဟောဇန်ရပြီးတဲ့အခါကျတော့ဒုတိယဇန်တက်တဲ့အခါကျတော့သူ့ကိုဖြုတ်မှရတာကိုအဲ့တော့ဘာဖြစ်လို့ဖြုတ်ရတယ်လဲလို့မေးရင်ဝိတက်ကစိတ်စေတသိက်တွေအာယုံအမျိုးမျိုးပေါ်ရောက်အောင်သူကတင်းတင်ပြီးနေတဲ့သဘောအတွက်ကြောင့်ဇန်ရဲ့အန္တရာယ်ဇန်ရဲ့ရန်သူဖြစ်လာတယ်ကိုကဇန်ဝင်စားနေတယ်ဆိုတဲ့ဟာကဆရာတို့ပြောတယ်တေချာလိကျင်9ရက်ထိကဇန်ဝင်စားနိုင်တာအဲ့ဒါလို့ဇန်ဝင်စားလို့စိတ်ကအဲ့ဒီနော်ဒီပฏิပါကနမိတ်မှာပဲငြိမ်ဖို့ပြီးတော့နေတဲ့အခါမှာဟောမေဆွိမေခလာတို့တချင်းဆိုတာသွားအာယုံယူလိုက်မယ်နော်အဲ့တော့ဟောစောစောကနော်ဒီနေ့ကင်းတုန်းကတင်းကြံကားတွေအဲ့ဒါဖြတ်သွားတာအာယုံသွားယူမိလိုက်တယ်တင်းကြံကားတွေကဆူသွားတယ်ဗျာသူများပျော်လို့မပျော်နိုင်တဲ့ရီစာပြက်လို့မှိုင်းတဲ့ပြောသွားတယ်ဗျာနော်အဲ့တော့သူတို့ကခနဲ့သွားတာပေါ့ဗျာနော်အဲ့တော့အဲ့ဒါလို့ကိုအာယုံသွားယူလိုက်ဇန်လျှောပြီနော်ကိုဇန်ဝင်စားနေတယ်ကိုရီစာသွားအာယုံယူလိုက်သွားပြီဇန်လျှောပြီနော်အဲ့ဒါဝိထက်ဒီအာယုံတခြားအာယုံသူကသွားတင်လိုက်ရင်စိတ်ကဒါကဇန်လျှောတာကိုဒါကြောင့်သူကရန်သူပဲအဲ့ဒီဝိစာရကလည်းဝိတက်အပေါင်းပါကိုပြောတော့နှိနှစ်ကောင်လုံးဖြုတ်လိုက်ရင်အဲ့ဒါနော်ဒီဒုတိယဇန်ရောက်တယ်ဆိုပုံငိမ်ဝတ်တယ်ဆိုပြီးတော့အဲ့ဒါဒုတိယဇန်ကိုစိတ်ကိုကအဲ့ဒါညီမှန်းချက်ထားပြီးတော့ဒီဝိတက်ဝိစာရကိုဖြုတ်ပြီးတော့ဒီကတိုင်းနမိတ်ကိုဒီဘာဝနာနမိတ်ကိုပဲပြန်အာယုံယူတော့ဝိတက်ဝိစာရမပါဘဲနဲ့အဲ့တော့စိတ်ကိုအာယုံတင်းတင်ပေးနေတဲ့သဘောမလုပ်ဘဲနဲ့ဒီအာယုံမှာပဲစိတ်စူးစိုက်ပြီးတော့ထားပြီးတော့ရှုပ်သွားရင်ဒုတိယဇန်တက်တယ်ဗျာပူချမ်းသာနော်ပူအလင်းအားကောင်းတာဟာဒုတိယဇန်နိုင်နေပြီဆိုတဲ့ကသူကဇန်က3ပါးပဲရှိတော့တယ်အဲ့ဒီခါမှာဒီပီတိအဲ့ဒီဒုတိယဇန်မှာပီတိအားအမှန်ကောင်းတာနှစ်သက်ဝမ်းမြောက်တဲ့သဘောနှစ်သက်ဝမ်းမြောက်တယ်ဆိုတာစိတ်ကိုတက်ကြွစေတဲ့သဘောနော်ဒါစိတ်ကိုနည်းနည်းလှုပ်ရှားစေတယ်စိတ်ကိုမငြိမ်ဝတ်စေဘူးပြီးတော့ဒီပီတိရှိရင်ဝိတက်ဝိစာပြန်လာတယ်အနိကယံသူကိုဗျဒါပီတိမရှိရင်ပို့ပြီးတော့ချမ်းသာတယ်အဲ့ဒါတတ္တယဇံပေါ့အဲ့ဒီနှစ်သက်ဝမ်းမြောက်တဲ့သဘောမလို့ခြင်းဘူးမယူဘူးဆိုမဖြစ်တော့ဘူးဗျာစိတ်ထဲမှာ
မဖြစ်ပဲနဲ့အဲ့ဒါဒုက္ခဧကဂရဇံအင်္ဂါနှစ်ပါးတဲ့နဲ့သဒုဋ္ဌဇံရောက်သွားအဲ့ဒါတတ္တယဇံရောက်သွားအဲ့ဒီတတ္တယဇံမှာဒုက္ခအဲ့ဒါလောကီချမ်းသာအနေနဲ့အကောင်းဆုံးချမ်းသာလို့ခေါ်တယ်ဗျာနော်အဲ့တော့ဒီဇံချမ်းသာကနော်ဒီဆရာတို့လူချမ်းသာတဲ့တာလွန်ပြီးတော့နော်နတ်ချမ်းသာနဲ့ဒူတယ်ဆိုပြီးတော့နော်တချို့ကအဲ့လိုစာစက်မှာပြောတယ်ဆရာထင်တယ်နတ်ချမ်းသာတဲ့တာနော်ဘာဖြစ်လို့လဲဆိုတော့နတ်ချမ်းသာလေကာမဂုဏ်ချမ်းသာပဲဗျာကာမဂုဏ်ချမ်းသာဆိုလောဘစိတ်နဲ့သူကပြောနေတာပဲသူတို့ခံစားရတဲ့ကာမဂုဏ်ကအစစ်မြစ်တယ်ထားစိတ်ကလောဘစိတ်ပဲဆိုတော့ကနော်ဒီဇံချမ်းသာတော့ကောင်းမှမထင်ပါဘူးအဲ့တော့ဆရာတို့ဥပမာလေးကြည့်ကြည့်တာပေါ့ဗျာနော်ဆရာတို့တထေးတွေကဟိုးနော်ဒီဟိုတယ်ကြီးတွေမှာသွားပြီးတော့ဟောတသိန်းတန်သမင်းသူကစားကြတယ်ဗျာနော်အဲ့တော့စီဒိုနာတို့သွားရင်တသိန်းလောက်ပေးရတယ်ဆိုတာတဝိုင်းကိုဗျာအဲ့ဒီတထေးတွေအဲ့ဒီတသိန်းတန်ဒီသမင်းစားတာ ਨੇ လေသမားတယောက်ဗျာငပိတို့စရာနဲ့စားတာဘယ်သူအရသာပူရှိဘယ်သူအရသာပူရှိလဲလို့ကြည့်လိုက်ရင်ဆရာသိတယ်ဗျာနော်တခါလေးအဲ့ဒီချမ်းသာတဲ့လူတွေ ਨੇ ဟိုတယ်မှာသွားစားဒီလူတွေတုတ်ကနန်းစိတ်ကနန်းပဲဟိုနဲ့နဲ့ဒီနဲ့နဲ့ပဲစားတယ်နော်ဒါတို့ကရိုးနေပြီတို့ဖို့မှာဒါတွေကစားနေကြတော့ရိုးနေပြီဘာမှမထူတော့ဘူးဆိုတော့နဲ့နဲ့တုတ်ကစံကနန်းတိတ်မစားခြင်းဘူးဆိုတဲ့သဘောဆရာရဲ့ဦးတယောက်ဗျာသူကဥကွန်ပလာဆိုတာသူကလေသမားကြီးတခါတဲ့လူညိုထွားကြီးပဲတခါတဲ့နော်ကြွက်သားတွေအပြိုင်ပြိုင်တွေနဲ့လေလှုပ်ထားတာကိုဗျဟာငါတူတော်မောင်ပါမောက်ခဆိုတာလေအလေလာတယ်ဗျာဆရာအေးအဲ့တော့ဆရာလည်းဝမ်းမြောက်ဝမ်းသာကဲဥသမင်းတူတူစားကြအောင်စားကြတယ်ဆိုတော့အဲ့တော့သမင်းကဆရာတို့စားတဲ့လောက်ပဲပေါ်ကန်ခက်လက်လှလေးထည့်လာပေါ့ဗျာအဲ့တော့စကားလေးတပြောပြောနဲ့စားနေဆရာတို့ကနော်နှစ်လုံးသုံးလုံးပဲရသူကကုံသွားပြီသူတပကံကုံသွားတယ်အဲ့တော့နောက်တပကံထည့်နှစ်လုံးသုံးလုံးပဲရသူကကုံသွားပြန်ပြီအဲ့တော့တပကံမိတပကံစားတယ်အာရဘယ်နှပကံလဲ14ပကံစားပါတယ်ဗျာအဲ့တော့ခွန်းကအဲ့ဒီတထေးမင်းရဲ့စီးစိမ်နဲ့သူ့စီးစိမ်ဘယ်သူသားမလဲဗျာဒီတထေးမင်းအိတ်တဲ့ခါကျရင်ဟာဟိုအိတ်မပြောဒီမပြောနဲ့ဟိုလှိတ်ဒီလှိတ်နဲ့သူကလှုပ်နေအောင်မှာဟာဥကုမလားဥအိတ်တော့မလားငါအိတ်တော့မယ်ကွာဟာအိတ်ချလိုက်တော့ခရိုခရိုဆိုတာကနော်နည်းချိတ်အိတ်ပြောတာအဲ့တော့ဆင်းရဲသားပြီမဲ့နော်သူ့ရဲ့ချမ်းသာကဆရာတို့ထက်သားတယ်ဗျာဆရာတို့မြင်တာနော်ဒါတော့နတ်ချမ်းသာဘလောက်ပဲကောင်းကောင်းဆရာတို့ကဒါတော့အကြဖို့မလိုဘူးဗျာကာမတာလောဘစိတ်နဲ့ပဲသူကချမ်းသာမှာဟိုခံစားမှာကိုဒါကကုသိုလ်စိတ်ဗျဇန်စိတ်ဆိုတာအစစ်မြင့်တဲ့ကုသိုလ်စိတ်ဗျာနော်မဟက်ကုတ်စိတ်လို့ခေါ်တာဒါပို့ပြီးတော့ချမ်းသာအဲ့ဒီသဒုဋ္ဌဇံရရင်အမတန်နော်အောစရာကောင်းတယ်ဗျာအဲ့တော့ချိန်စိသွားပြီလားမသိဘူးလူသေးတယ်ဟာ9မိနစ်လူသေးတယ်တဲ့ဟုတ်လားမနေ့ကအချိန်ပိုသွားလို့နော်အဲ့ဒီသဒုဋ္ဌဇံရဲ့အည်သွေးကိုမနေ့ဖန်ဆရာပြောပြပါမယ်အဲ့တော့အခုကြံတဲ့9မိနစ်ကိုခဏသင်္ကြန်အကျိုးနေ့ကိုဆရာတို့အကြနေ့ကိုဆရာတို့ကြိုးဆိုတဲ့အနေနဲ့နော်ဆရာတို့မေတ္တာလေးလည်းပို့လိုက်ပါမယ်အဲ့တော့အားလုံးစုပေါင်းပြီးတော့ပဲဆရာတို့မေတ္တာပို့ကြရအောင်နော်ဆရာတိုင်ပေးပါမယ်လိုက်ပြီးတော့ဆိုကြတာပေါ့ဗုဒ္ဓမြတ်စွာသာသနာယောင်ဝါနီသို့လင်းစေသောဗုဒ္ဓမြတ်ကြာမြတ်တရားရှေလျာကာလတည်စေသောယရဏသုံးပါးဥထိဋ္ဌာလေးစားကြည်ညိုကြစေသောယနေ့ကြွလာမိတ္တဟာချမ်းသာကိုယ်စိတ်မြဲစေသောတကဘာလုံးမှာမြတ်တတချမ်းသာကိုယ်စိတ်မြဲစေသောမေတ္တာနှလုံးကိုယ်စီသုံးရွှင်ပြုံးအေးမြကြစေသောမေတ္တာရေချမ်းသုခဖြံရွှင်လန်းချမ်းမြေကြစေသောစီစိန်ဥစ္စာအနိရှာပြုပါဒါနရေစေသောအသက်ဇီဝ
အနှိရှာသုဗ္ဗတိလမြဲစေသောမိမိခန္ဓာအနှိရှာပွားပါဓမ္မမြဲစေသောလူပါစောက်ပါပွားများပါသုံးဖြာအနှစ်ရစေသောသင်္ကြန်တွင်မှာပေါင်းစုကားကြီးစွာကောင်းမှုပြုကြသနောတူညီကုသလပြုကြရာမုတ်ချရေဇက်ဆုံးမနောနောက်နှစ်ခါလေဤလိုပဲဆုံးမြဲဆုံးကြပါစေသောသီလသိက္ခာဖြည့်ကြည်ကဘာဝနာအုံမြင့်ဖြစ်စေသောသမထဘာဝနာအေချမ်းသာစိတ်မှစွမ်းအားထက်စေသနောအာနာပါနာနီလံပြဗုဒ္ဓလမ်းစဉ်လိုက်ကြသနောကြိုးစားနိုးကြစူစိုက်ထားစိတ်အားဝိထက်မြင့်တက်မနော